Yes, Mr. Sen. အားလုံးမင်္ဂလာပါ မင်္ဂလာပါရှင် မင်္ဂလာပါဟုတ် လာပါ ဒီနေ့ပြောမယ့်ပိုင်းကတော့ OPP ပေါ့နော်ကျွန်တော်ခါတိုင်းလုပ်တဲ့ OPP နဲ့တော့ဒါထူးခြားတာပေါ့နော်ဆိုတော့ခါတိုင်းကျွန်တော်တို့ဒီ Lindsay OPP အရှိမကျွန်တော်ဒါ111နဲ့ 2.7 OPP ပေါ့နော်ပြီးတော့မှကျွန်တော်ခါတိုင်း Lindsay OPP က expansion ဆိုတဲ့အထက်မှာပါပါမှာပေါ့နော်ဆိုတော့ခုနေ့ကဒါလေးမစရပေါ့နော် Mr. Sen ပြောတဲ့3 treasure လေးပေါ့နော်ဆိုတော့ဒီ3 treasure လေးမှာကျွန်တော်ဒီ111ရဲ့ 3.7 ရဲ့ပါပါပြီဒီမှာပေါ့နော်ဆိုတော့ပြီးတော့ကျွန်တော်ဒီပါလဲဆိုတော့ passport ဆိုတာဟာလေးပေါ့ passport ဆိုတော့ကျွန်တော်အရင်တော့လုပ်ခဲ့တဲ့ဒီ Medani ပုံရဲ့ green book ပေါ့နော်ဆရာပတိတို့လုပ်ခဲ့တဲ့ Medani ပုံရဲ့ red book ဆိုတာနော်ဆရာပတိတို့ရဲ့ဒီ green book လေအဲ့ဒီဟာနဲ့ဆင်တူတဲ့ passport ပေါ့နော်ဆိုတော့အဲ့ဒါနောက်ပိုင်း training မှာတော့ကျွန်တော်ဆက်သင်သွားမှာပေါ့နော်ဆိုတော့အဲ့အပိုင်း3ပိုင်းကတော့ဒါအရေးကြီးဆုံးပေါ့အဲ့ဆိုတော့ဒီနေ့ပြောမယ့်ပိုင်းကတော့ဒါပထမအဆုံး first step အနေနဲ့ဒါ111 copy နဲ့စမယ်ပြီးတော့ 3.7 နဲ့ပေါ့နော်နောက်ကနေလိုက်မယ်ပြီး expansion လုပ်မယ်ဆိုတော့ပိုင်းလေးပေါ့အဲ့ဆိုတော့ကျွဲဝချမ်းသာဖို့တက်ပေါ့နော်ဒီတော့ချက်ပေါ့နော်ဒီမှာရှိတဲ့တော့အချောင်းလေးမှာကြည့်လိုက်ရင်ဒါဒေါ်လာလေးတွေပေါ့နော်ဒါဒေါ်လာလေးတွေကိုကျွန်တော်ဗာနဲ့ဖွင့်မလဲဆိုရင်ဒီတော့လေးနဲ့ဖွင့်မယ်အဲ့တော့လေးကတော့ကျွန်တော်ဒီ copy ဆိုတော့တော့လေးပေါ့နော် copy ကလေးနဲ့တူဒါကျွန်တော်ရှိနေ next Mr. Sen ဟုတ်ဒါကတော့ကျွန်တော်ရဲ့ဒီဟိုပါပေါ့နော် message ပေါ့ကျွန်တော်ရဲ့ background ပေါ့နော်ကျွန်တော်နာမည်ကတော့ကိုကျော်စီတာဖြစ်ပါတယ်ပညာရေးနောက်ခံ background ကတော့engineer ဘွဲ့ပေါ့နော်နဲ့ပြီးတော့မှမဟာ engineer ဘွဲ့ကိုရရှိထားတယ်ဆိုတော့2006ကနေပြီးတော့မှကျွန်တော်ဒီ engineer အနေနဲ့စင်ကာပူမှာလုပ်ခဲ့တာ2017အထိပေါ့နော်9နှစ်တိတိပေါ့နော်လုပ်ခဲ့တယ်ပြီးတော့2009မှာကျွန်တော်ရှွန်ဟောကိုအချိန်ပိုင်းနဲ့ပေါ့နော်စခဲ့တယ်စပြီးတော့မှပေါ့နော်ဒီဟိုပါဒီ2017မှာဆိုတော့ကျွန်တော်ဒီဟိုဒီရှောင်းစီးပွားရေးကိုဒီဇိုင်းမမနဲ့ဒီတစ်ခုတည်းကိုပဲကျွန်တော်ဒါလုပ်ခဲ့တယ်ပေါ့နော်ဟုတ်အခုဆိုတော့ဒါဟို2017ဆိုရင်ဟိုလာဖြစ်သွားပြီနော်16နှစ်19 18လောက်ရှိသွားပြီပေါ့19လောက်ရှိသွားပြီပေါ့နော်ဒီရှောင်းမလုပ်လာတာnext please ကျော်ဝချမ်းသာကြီးကိုတိဆောက်ပေါ့နော်ဘယ်လိုတိဆောက်နိုင်မလို့ထင်တယ်ပေါ့နော်ဆိုတော့ကျော်ဝချမ်းသာကြီးကိုကျွန်တော်ကပေါ့နော်လူတိုင်းတိဆောက်ချင်ကြတာပဲပေါ့နော်ဘွဲရပြီးပြီဆိုလဲအလုပ်တွေရှားတယ်အလုပ်တွေရှားတယ်ဆိုတော့ဒါလည်းကျွန်တော်ငွေလိုချင်တယ်ပေါ့နော်ငွေပြီးရင်ကျွန်တော်ကျော်ဝချမ်းသာချင်တယ်ဒါမှမဟုတ်ကျွန်တော်လည်းကျော်ဝချမ်းသာချင်တဲ့အတွက်ဘွဲရပြီးတဲ့အခါအလုပ်လုပ်တယ်မြန်မာပြည်မှာအလုပ်လုပ်တဲ့လစာနေတဲ့အခါကျတော့စင်ကာပူကိုသွားတယ်စင်ကာပူရောက်တော့ဒါမြန်မာပြည်လစာတဲ့10စားလောက်ရတယ်ပေါ့နော်10စားမကရတယ်ဆိုတော့ဒါပေမဲ့လည်းဘောကမပြောင်းလဲဘူးပေါ့နော်ဆိုတော့အပြောင်းလဲလို့ဒါရှာတာပေါ့နော်ပြင်ဆင်ပြီးတဲ့လူတိုင်းကျွန်တော်ဒါဟိုပါနော်သူလည်းငွေလိုတာပဲပြင်ဆင်ရပြီးတော့ဆိုရင်ကျွန်တော်ကဒီငွေကြေးအဖြစ်နဲလာတယ်အင်ရှိမတွေအနေနဲ့လည်းထပ်ပြီးတော့ငွေလိုအပ်တယ်နော်နောက်ကိုပိုင်စီးပွားရေးလုပ်ဖို့ပြင်နေတဲ့လူတွေပေါ့နော်နောက်ကျဘောကတစ်စိကြောင်းလဲကျင်တဲ့လူတွေမိမိကိုစွမ်းစားရှိတယ်လို့ယုံကြည်တဲ့လူတွေပေါ့နော်ဒီလူတွေအားလုံးကကျွန်တော်ဒီအခုပြောမဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်လို့ရတယ်ပေါ့နော် next နော်ဒါဆိုရင်ပေါ့နော်တချို့ကြောင့်လည်းဝင်ငွေရပြီးသားပေါ့နော်ဒါပါတော့ကျွန်တော်ဝန်ထမ်းအနေနဲ့ဆိုလဲဝန်ထမ်းဘဝကနေပြီးတော့ဝင်ငွေရပြီးသားတချို့ကြောင့်လည်းကိုယ်ပိုင်လုပ်ငန်းဆိုလဲကိုယ်ပိုင်လုပ်ငန်းဝင်ငွေရပြီးသားပေါ့နော်ဆိုတော့ဝင်ငွေရပြီးသားလူကဒုတိယဝင်ငွေဖြစ်ထပ်လို့ခြင်းတယ်တော့မဟုတ်ကိုကနောက်ထပ်အပိုဝင်ငွေအပိုရတဲ့ဝင်ငွေတစ်ခုကိုရင်းနှီးမြှုပ်နှံတော့တစ်ခုပေါ့နော်ဟိုတစ်ခုလို့ခြင်းတယ်ဆိုရဲကျွန်တော်တို့စတင်လို့ရတယ်ပေါ့နော်ဟုတ် next နော်ဟုတ်ပြီဒါဆိုရင်ဒီဒုတိယအနေနဲ့ဝင်ငွေစီးကြောင်းနဲ့ပေါ့နော်ဝင်ငွေစီးကြောင်းကပါလဲပေါ့နော်ဆိုရင်အဓိကတော့ဒီမှာဆိုရင်ကျွန်တော်စတင်ရတာ regulation နဲ့အခုချက်ချင်းစလို့ရတယ်နော်ဆိုတော့ဒီအချိန်ပိုင်းအနေနဲ့စလို့ရတဲ့အတွက်လက်ရှိလောက်ကနေကျွန်တော်ထွက်ဆက်မလို့ဘူးကိုယ့်ရဲ့လစာဝင်ငွေတွေဘယ်လောက်ပေါ့နော်များကျင်လဲပေါ့နော်ဆိုတော့ဒါအလုပ်ရှင်ကဆုံးဖြတ်ပေးစီရမလို့ပုံမှန်ဆိုရင်ကျွန်တော်လစာများဖို့အတွက်ဆိုရင်အလုပ်ရှင်ကျွန်တော်အလုပ်ရှင်ဆုံးဖြတ်ချက်ကိုပဲကျွန်တော်စောင့်ရတယ်ပေါ့နော်ဆိုတော့ဒါကျတော့ကိုယ့်နဲ့ကိုယ်တိုင်ဆုံးဖြတ်ချက်ချလို့ရတယ်ကိုယ်ကိုတတ်မှတ်လို့ရတယ်နော်လက်ရှိရတဲ့ဝင်ငွေထက်ကိုတောင်းအောင်စူးစမ်းခြင်းတယ်ဆိုရင်ရတယ်နောက်တစ်ခါပြင်ဆင်ယူပြီးသွားပြီဆိုရင်ကျွန်တော်ငွေကြေးကြောင်းကြမှုတွေပေါ့နော်အလောက်ကထွက်လိုက်ပြီဆိုရင်ဝင်ငွေမရှိတော့မှတွေအဲ့လိုမျိုးတွေစိုးရင်စရာမလိုတော့ဘူးเนาะအဲ့အတွက်တော့ငွေကြေးလွတ်မြောက်ခြင်းကိုလည်းကျွန်တော်ကရနိုင်တယ်เนาะ okay next please နောက်ဟုတ်ပြီနောက်ပြီးကြတော့ဒါကြတော့ကျွန်တော်ခုနကတော့ဝန်ထမ်းအတွက်ပြောတာဒါကြတော့ကျွန်တော်တို့ကကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့လူပေါ့နော်ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့လူတွေဆိုရင်ဒီအပိုင်းကိုပို့ပြီးနားလိုက်လိမ့်မယ်နော်ဆိုတော့ကုမ္ပဏီထောင်တာမျိုးပေါ့နော်ကျွန်တော်ရင်းနှီးတွေမှတ်တည်ကြမလို့
ပေါ့နော်မြန်မာနိုင်ငံမှာဆိုပဲဖြစ်စင်မှာဖြစ်ပြီးကိုယ်ပိုင်လုပ်ငန်းစထောင်ပြီဆိုရင်အနည်းဆုံးတော့3000ဝန်ထမ်းပေါ့နော်3000 2000 3000စသဖြင့်ဒါစပြီးတော့မှဒီဘိုးကလိုအပ်တယ်နော်ဒီမှာတော့အဲ့လိုမျိုးပေါ့နော်အရင်တွေစတည်ကြမလို့ပဲနဲ့ပေါ့နော်အကျိုးမြတ်ကြီးကိုအများကြီးရနိုင်တယ်ပေါ့နော်ဆိုတော့ဒီလုပ်ငန်းလေးနဲ့ဆက်ဆွေးခြင်းနဲ့ဆိုတော့သူကအချိန်ပိုင်းနဲ့စတင်လို့ရတယ်လက်ရှိစီးပွားရေးပေါ့နော်လုပ်နေတဲ့ဒီပေါ့နော်လုပ်ငန်းကိုလည်းဆက်ပြီးတော့လုပ်လို့ရတယ်ကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ငန်းထားပါထမင်းဆိုင်ဖွင့်တာပဲဖြစ်ဖြစ်လက်ပဲဆိုင်ဖွင့်တာပဲဖြစ်ဖြစ်တခြားတော့ပေါ့နော်စီးပွားရေးပဲဖြစ်ဖြစ်ဒီလုပ်ငန်းနဲ့တွဲလုပ်လို့ရတယ်နောက်ကျတော့အချိန်ပိုင်းစီးပွားရေးအနေနဲ့လည်းကျွန်တော်စတင်လို့ရတယ်လက်ရှိစီးပွားရေးနဲ့လည်းတွဲလို့ရတယ်အရင်နည်းပေါ့နော်ရင်းနှီးထားကြမလို့တဲ့အတွက်အဲ့ဒီလုပ်ငန်းနဲ့ပတ်သက်လို့ပေါ့နော်အတွေ့အကြုံဥပဒေတွေရှိထားကြမလို့ဘူးနောက်ကျတော့ဒီပေါ့နော်စက်ရုံတွေပေါ့နော်တည်ကြမလို့ဘူးဒါဆိုရင်ကျတော့စက်ရုံတွေအတွက်ပေါ့နော်ရင်းနှီးရတဲ့စရိတ်တွေပေါ့နော်နောက်ကပန်ချင်းငွေတွေမလိုအပ်ဘူးနောက်ကျတော့ဒီစက်ရုံတည်ဖို့အတွက်နေရာတွေမလိုအပ်ဘူးပေါ့နော်နောက်ကျတော့ဝန်ထမ်းတွေလည်းဝန်ထမ်းတွေထားဖို့အတွက်ရုံးခန်းတွေပေါ့နော်စက်ရုံ50မလို့တဲ့အတွက်ကျွန်တော်ငါးရန်ကတွေဟိုပေါ့ mortgage လို့ခေါ်တဲ့ကျွန်တော်ပန်ချင်းငွေတွေခေါင်းစားကြမလို့တော့ပေါ့နော်အဲ့လိုမျိုး Okay next please နော်အဲ့တော့ပြီးတော့မှဆိုင်တွေလိုမျိုးပေါ့နော်ဟိုပစ္စည်းတွေထောင်လောင်ထားကြမလို့ပေါ့ဆိုင်ဆိုရင်တော့ကျွန်တော်စပြီးတော့မှဟိုနော်ဒီဟိုအမြတ်ရည်ဖြစ်စေအမြတ်ရည်ဖြစ်စေအနည်းဆုံး6လတနေ့နေ့လောက်ကျွန်တော်တို့ကကျင်းထားရတယ်အစားသုံးမူလာမလားကိုကဆိုင်ထဲမှာပစ္စည်းတွေထည့်ထားရတယ်ထည့်ထားမှလည်းပြီးနဲ့စားသုံးလို့ပြီးနဲ့ပို့လာတာပေါ့နော်ဒီမှာကျတော့ဆိုင်ထောင်လိုမျိုးတနေ့နေ့အတွင်းမှာပဲကျွန်တော်တို့ကဆိုင်တွေလိုမျိုးကျွန်တော်တို့ကဒီပစ္စည်းကိုတော်တော်ထားကြမလို့ပဲနဲ့ဆိုင်တွေကဲတော့ပေါ့နော်ဆိုင်တွေပို့ထားတယ်ရောင်းအားတွေကိုကျွန်တော်တို့ဖြည်းဖြည်းနဲ့ကျွန်တော်တို့ကချဲ့ထွင်ထားလို့ရတာပေါ့နော်အဲ့လိုမျိုးစားသုံးလူဆိုတာမျိုးကကျွန်တော်စားသုံးပြီးပြီဆိုတာ repeat order ဆိုလာအများအားပေါ့နော်လူဆိုတာ2ကြိမ်3ကြိမ်လောက်စားထားပြီးဆိုမှတ်မိတယ်စားတော့ဆိုင်တော်မယုံရင်စားတော့ဆိုင်တော်များများလက်ဖက်ဆိုင်တော်များများဟိုတွားကြည့်ပေါ့နော်တခါမှမတွားဘူးလို့ဆိုရင်ကိုအင်တင်ဖြစ်တယ်ဒါပေမဲ့တွားဘူးလာစားရှိပြီဆိုအများအားကိုစားဘူးတဲ့ဆိုင်တွားဘူးတဲ့နေရာကိုတတိရတယ်တွားဟိုထိုင်ဘူးတဲ့လက်ဖက်ဆိုင်ပဲဖြစ်ပေါ့နော်တတိရတဲ့ခါကျတော့အများအားတော့တွားပြနေတယ်ထုံးလည်းကောင်းမှဒီမှာလည်းလုပ်ပဲကိုမိတ်ဆွေမိတ်ဆက်ထားရဲဆိုရင်ကိုယ့်ရဲ့စားသုံးလို့ကိုယ့်ရှိပဲမကြပြန်လာအချိန်တိုင်းဒါမျိုးပေါ့နော်ပြီးတော့မှကျွန်တော်တို့ကဒီခရီးတွေဟိုတော့ရှော့သွားကြမလို့ဘူးပစ္စည်းတွေရောင်းဖို့ပေါ့နော်ရောင်းဖို့ဒီဟိုပေါ့နော်ဒီဟိုပေါ့ delivery မလုပ်ဘူးနောက် customer တွေရဲ့ဒီ order တွေကလည်း online နေပြီးတော့ order လုပ်လို့ရဒါတော့ဒီကျွန်တော်တို့ဒီစင်ကာပူပဲချမ်းပေါ့နော်စင်ကာပူမလေးရှားပဲချမ်းပေါ့နော်ဆိုတော့ကုမ္ပဏီကနေပြီးတော့မှလက်ငင်းစနစ်ကိုပေးချရတဲ့အကျွေးကင်းနေပေါ့နော်ဒါမှမဟုတ်ကျွန်တော်ကကုမ္ပဏီမှာလည်းပဲအကျွေးမရှိတယ်လို့ကျွန်တော်ကိုယ်စားလှယ်မှာလည်းအကျွေးမရှိဘူးကိုကမိတ်ဆက်ပေးရုံမိတ်ဆက်ပေးရတဲ့ကိုယ့်ရဲ့မိတ်ဆွေတွေကလည်းသူစနစ်နဲ့သူဝယ်သွားမှဖြစ်တယ်နော်အဲ့ဒီကြောင့်ကျွန်တော်အကျွေးစနစ်တွေ cash ဒီအကျွေးစနစ်မရှိဘူး cash တမ်းပဲပေါ့နော်ဟုတ် next please နော်နောက်ခုကျတော့စီးပွားရေးတက်ကပေါ့နော်ပြီးခဲ့တဲ့ကျွန်တော်ဒီ pandemic မှာဆိုရင်အများကြီးပဲပေါ့နော်ဒီစင်ကာပူတို့မလေးရှားတို့မှာတော်တော်များတကဘာလုံးမှာပဲထိကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ရှောင်းဟောကကျွန်တော်စီးပွားရေးပြက်က pandemic covid-19 မှာဆိုရင်ကျွန်တော်ကလင်းစည်းရောင်းအားအရန်ကိုတိုးတက်သွားတယ်ပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်မလေးရှားမှာဆိုလင်းစည်းရပြတ်တောက်တဲ့ထိတောင်ဖြစ်သွားတယ်ပေါ့နော်အဲ့လောက်ထိအောင်ကျွန်တော်ကောင်းတယ်တကယ်မှာလည်းပဲကိုယ့်ရဲ့မိသားစုဝင်တွေတစ်ခုဖြစ်တယ်ဆိုရင်ကျွန်တော်ကကိုယ့်လက်ထက်မှာရှိတဲ့ဒီထုံးပစ္စည်းနဲ့ပဲဒီပေါ့နော်ကိုယ့်ရဲ့မိသားစုကိုကယ်တင်နိုင်တာပေါ့နော်အဲ့တော့တောင်နိကနေ9နှစ်ကြာပေါ့နော်ကိုရတိဆောက်ခဲ့ရင်တော့မဝင်ငွေတက်ဆက်လက်စီးဆင်းနေမယ်နော်အဲ့ဒါတော့ဒီ passive income ခေါ်တာပေါ့နော်ဟုတ်ဆိုတော့ဒီလို passive income တော့ကျွန်တော်အပြင်မှာမရနိုင်ဘူးကျွန်တော်ပြောနေကြ ESPN လို့ပေါ့နော်E ဆိုရင်ဝန်ထမ်း S ဆိုရင် small business owner ဒီနှစ်ခုဒီကျွန်တော်ကိုလုံးမကိုရတယ်ကျွန်တော်ဒီလုပ်ငန်းဒီ B ဆိုတဲ့ big business owner တွေမှာပါတဲ့အတွက်ကျွန်တော်ကငွေတွေဆက်ပြီးတော့မှစီးဆင်းနေတယ်ပေါ့နော်အဲ့တော့ကိုကတနေ့ကနေ9နှစ်ပေါ့နော်လောက်ထားပြီမဲ့ကျွန်တော်ဝင်ရက်ပြီမဲ့ဆက်လက်ပြီးမှစီးဆင်းနေတယ်နော်အဲ့ဒီတော့ကြောင့်မို့ကျွန်တော်က freedom ကိုရနိုင်တယ်ပေါ့နော်နောက်ထပ် generation မျိုးဆက်တွေတက်ကိုလည်းကျွန်တော်ထားကြလို့ရတာပေါ့လေ next please နောက်ဒါဆိုရင်ဒီလုပ်ငန်းပါလဲဆိုတော့ကျွန်တော် company က double crate ရှွန်ဟောလို့လည်းခေါ်တယ်ပေါ့နော်အဲ့တော့ဒီရှွန်ဟော group ကဆိုရင်ကဘာပေါ်မှာပေါ့နော်ဒါ world class ပေါ့ lazy expert ခေါ်တာပေါ့နော်1900နဲ့မှကျွန်တော်ဒီ89ခုနှစ်ခရပေါ့နော်ဒီပေါ်ပေါက်ခဲ့တဲ့ company ဖြစ်တယ်အခုစနှစ်ပေါင်း38နှစ်နေပါပေါ့နော်ဆိုတော့နှစ်ပေါင်း40ပြီးတော့မှာပေါ့နော်အဲ့တော့
စင်ကာပူမှာမလေးရှားမှာဆိုတော့ Shanghai Enterprise ပေါ့နော်အဲ့လိုခေါ်တယ်ဒါ1988မှာမလေးရှားမှာစတင်ခဲ့တယ်မလေးရှားဝင်ရောက်ခဲ့တယ်ပေါ့နော်1989မှာတော့ထိုင်ဝမ်မှာစတင်ခဲ့တာပေါ့နော်စင်ကာပူကတော့2002ခုနှစ်မှာစတင်ဝင်ရောက်ခဲ့တယ်စင်ကာပူမှာဆိုတော့ Shanghai Singapore Pte Ltd လို့ခေါ်တယ်နော်ဆိုတော့ဒါဆိုရင် Double Crane Business ကဘာလဲဆိုတော့ Head Business မှာရှိတယ်ကျွန်တော်တို့ကလူတွေရဲ့အခွင့်အလမ်းကိုပေးနိုင်တယ်နော် next please နော်ဒါဆိုရင်အဓိကကျွန်တော်နံပါတ်1ဘာလုပ်ရမလဲပေါ့နော်ခုနအရန်ကောင်းတယ်ဆိုတော့ကျွန်တော်ညွှန်ခဲ့တဲ့စီးပွားရေးပေါ့နော်ဆိုတော့ဒါကကျွန်တော်အဲ့ဒီစီးပွားရေးကိုကျွန်တော်ဘာနဲ့ခေါ်လဲဆိုတော့111 CEO Coffee Plan လို့ခေါ်တယ်နော်111 CEO Coffee Plan ဆိုတော့ဒီ coffee လေးနဲ့ကျွန်တော်စရပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့အသေးစိတ်ကလေးကိုဆက်ပြီးတော့ပြပြသွားမယ်နော် next please နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီ CEO Coffee ဆိုတာပါလဲပေါ့နော် CEO Coffee ထဲမှာပါဝင်တဲ့ကျွန်တော်တို့အဓိကပေါ့နော်3မျိုးနဲ့4မျိုးရှိတယ်တကယ်လို့တရားမပါရင်3မျိုးပေါ့နော်တရားပါရင်4မျိုးနော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီ coffee မှာဆိုရင် coffee ဆိုတဲ့အတွက်ကျွန်တော်တို့ကရာနှုန်းပြည့်ပေါ့နော်အဆင့်မြင့် coffee နော် coffee bean ကိုသုံးထားတယ်နော် coffee bean ကိုသုံးထားတဲ့အတွက်တခြားတော့ပေါ့နော်အရန်စီပေါ်တဲ့စီကွက်မှာရတဲ့ coffee တွေကဲတော့ပေါ့နော်အနံတူတွေပေါ့နော်အရာတူတွေပေါ့နော်နောက်တစ်ခါကျ artificial တွေပေါ့နော်ဒီအဲ့ဒါတွေမပါဘူးပေါ့နော်မပါဘဲနဲ့လုံးဝဒီ premium coffee 100% ကိုကျွန်တော်သုံးထားတာဖြစ်တယ်နော်နောက်တစ်ခုကကျတော့အရေးကြီးတာ creamer နော်creamer ဆိုလည်းပဲကျွန်တော်တို့ကဒီပေါ့နော်အပြင်က creamer တွေဆိုရင်ကျွန်တော်တို့ဘယ်ကနေထုတ်ထားလဲဆိုတော့အဲ့ဒီပန်းဝိုင်းလို့ခေါ်တယ်စားအုံးစီပေါ့နော်စားအုံးစီကနေကျွန်တော်ထုတ်တာများတယ်အပြင် coffee တော်တော်များကဒါပေမဲ့စားအုံးစီကြီးကျွန်တော်အရန်စေးတက်တာတယ်ပေါ့နော်ပုံမှန်အပြည့်စားအုံးစီကြီးအန်တီရမရှိဘူးဒါပေမဲ့ဘာဖြစ်လဲဆိုတော့စားအုံးစီကြီးအနံ့ဆိုးတယ်အနံ့ဆိုးတဲ့အခါကျတော့သူ့ရဲ့စီအနံ့ကိုကျွန်တော်တို့ကအကောင်းဆိုပြီးတော့မှကျွန်တော်တို့ဓာတုဗေဒတွေထည့်တယ်ဓာတုဗေဒထည့်တဲ့အခါမှာအနံ့ကတော့မရှိတော့ဘူးဒါပေမဲ့ဘာဆိုးကျိုးဖြစ်သွားလဲဆိုတော့အဲ့ဒီဓာတုဗေဒနဲ့ပေါင်းစပ်လိုက်တဲ့အတွက်ကျွန်တော်တို့ကစားသုံးတာများတဲ့ခါကျရင်ခန္ဓာကိုယ်မှာကိုလက်စတရောတွေများပြီးတော့မှသွေးကြောတွေပိတ်လာတယ်ပေါ့နော် LDL ကိုလက်စတရောတွေများပြီးသွေးကြောတွေပိတ်လာတယ်ပြီးတော့နှလုံးရောဂါတွေကျန်တဲ့ပေါ့နော်ဒီသွေးကြောဆိုင်ရာယောဂတွေအများကြီးကိုဒုက္ခပေးတယ်ဒါပေမဲ့ကျွန်တော်တို့ကကျတော့ဒီကိုကိုနတ်ကရတဲ့ cream ကိုသုံးထားတဲ့အတွက်သွေးကြောတွေကိုရှင်းလင်းပေးတဲ့ပြင်ကျွန်တော်တို့ကခုနပြောတဲ့သွေးကြောပိတ်တဲ့ဟာမရှိဘူးနောက်တစ်ခုကကျတော့ဒီကိုကိုနတ် cream မှာလေးကျွန်တော်တို့ကဥရောပနိုင်ငံမှာရှိတဲ့နယ်သာလန်နိုင်ငံမူပိုင်ခွင့်ယူထားတာဖြစ်တဲ့အတွက်ကျွန်တော်ကအရန်ကိုဘေးကအကင်းတယ်နော် transfer လုံးဝမပါဘူးပေါ့နော်ခုနပြောတဲ့ဒီကိုလက်စတရောတက်စေတဲ့ transfer တွေမပါဘူးနော်အခုကျတော့တရားဆိုလဲတရားထည့်ရမယ်မထည့်တာပေါ့တရားထည့်တာဆိုလဲတဘာဝတရားကိုပဲကျွန်တော်တို့ကထည့်ထားတာဖြစ်တဲ့အတွက်ဓာတုတရားကိုလုံးဝမသုံးထားဘူးတော်တော်များပြင်ပမှာရှိတဲ့အချိုကြီး coffee အများစုကဓာတုတရားသုံးတာဓာတုတရားတွေဈေးအရန်တက်တာတယ်သူကနည်းနည်းလေးသုံးလိုက်တာနဲ့အများကြီးထိရောက်တယ်အရန်ချိုတယ်ဒါပေမဲ့ကျွန်တော်တို့လူအရန်ပြပေးပါလေနော်အဲ့တော့တဘာဝတရားတွေပို့ပြီးဈေးကြီးတယ်ပေါ့နော်ဒါပေမဲ့ဓာတုတရားဆိုင်ရင်အများကြီးပေါ့နော်ကျွန်တော်ဘေးကနေကင်းတယ်ပေါ့နော်အဲ့တော့တကယ်လို့စီဂျိုတို့တခြားတော့ဝင်လာရှိရဆိုတော့တရားပါတာတော့တင်းတင်းပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာဆိုတရားမပါတဲ့3 in 1ဆိုတဲ့ coffee တွေရှိတယ်နော်ဟုတ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီမှာဆိုရင်အဆင့်မြင့်ရုံကင်းလင်စီကိုထည့်ထားတယ်နော်ဆိုတော့ကျွန်တော်လင်စီဆို market ထဲမှာလည်းအများရှိတယ်ဒါပေမဲ့အဲ့ market ထဲလင်စီထဲမှာကျွန်တော်တို့ကဒီမှာအမူပိုင်ခွင့်ရထားတဲ့ရုံကင်းလင်စီပေါ့နော်ဒီရုံကင်းလင်စီဆိုရင်ကျွန်တော်တို့ကထိုင်ဝမ်နိုင်ငံရဲ့အစိုးရရဲ့အတိမတ်ပြုပေါ့နော်ဒီက efficacy ပေါ့ကျွန်တော်တို့ရဲ့ဆွမ်းဆောင်မြင်မာပါတယ်ဘေးကင်းလုံခြုံပါတယ်ဆိုပြီးတော့မှ immune အတွက်လည်းရထားတယ်နောက်တစ်ခါကျတော့ကျွန်တော်အသေးလို့လည်းရထားတယ်ပေါ့နော်အဲကြောင့်မို့ဒါဆိုရင်ဒီရုံကင်းလင်စီကဘာအကောင်းလဲဆိုရင် RIBC ပေါ့နော်ဆိုတော့ I ဆို immune system ကိုကန်ဆွမ်းအားကိုထိန်းညှိပေးတယ်ကိုယ်ကစားအားမြင့်နေဆိုရင်ကျွန်တော်တို့က auto immune တို့ liver နာတို့တဏ္ဍာရင်ကြတော့အများကြီးပေါ့နော်ယောဂနောက်တစ်ခါကျတော့အာယုံကြောဖြစ်စီတဲ့ဒီပေါ့နော်ဒီmultiple sclerosis တို့ဒါကြောက်ဖို့ကောင်းတယ်နော်အဲ့ဒါမျိုးလည်းအများကြီးဖြစ်ကြတယ်နှလုံးလေးပဲနာတော့အစားပေါ့နော်ဒါ immune system မြင့်တာ immune system နှိမ့်နေတယ်ခုနအခုတွေပေါ့နော်တွေဝင်နေကျွန်တော်ဘယ်လိုခေါ်မလဲimmune system နှိမ့်နေဆိုလည်းပဲကျွန်တော်ဒီပေါ့နော်COVID-19 ရောဆို immune system ကျွန်တော်ဒါမြင့်ဖို့လုပ်တာပေါ့နော်အဲကျတော့ဒီတခြားတော့ virus တွေပြည်ရလွယ်ဝင်တာပေါ့လေအဲကျတော့အသေးကိုအတွက်လည်းကျွန်တော် certificate ရထားတယ်နော်အသေးမကောင်းဆိုရင်ဒီမှာဆိုမြန်မာပြည်မှာလည်းအများကြီးဖြစ်ကြပါလေဟုတ်ပါလေအသေးစီဖုံးတာလေ့ကျင့်မလုပ်ကြလို့နော်တချို့ကြတော့လည်းပဲဒီငချောက်တွေပစွန်ကြောက်တွေတာရှိကန်တွေမြန်မာတွေအရင်စားတယ်စားလိုက်ခါမှာဖြစ်လဲဆိုတော့ aflatoxin လို့ခေါ်တယ်ကျွန်တော်မမြင်ရတဲ့ဒီမူထဲမှာပါတဲ့အဆိပ်တွေကရှိနေတာဆိုအဲ့ဒီအဆိပ်တောက်တွေစားရများတဲ့အခါတချို့ဆိုရင်အသေးစီပိုးမရှိဘဲနဲ့ကိုယ်အသေးကင်ဆာဖြစ်ကြတယ်အသေးကင်ဆာဖြစ်တဲ့အခါ
နောက်ဆုံးဆင့်မှသိရတယ်ပေါ့နော်အဲဒါကြောင့်မို့အဲ့ဒီလင်စီကကျွန်တော်အသေးဥကကိုပြတဲ့အတွက်ဒါတွေကလည်းသတိထားတင်တယ်နော်အဲကြောင့်B ဆိုတဲ့သူ့လက်ပါမှုအတွက်ကောင်းတယ်နောက်တစ်ခါကျတော့ ILBC ပေါ့နော် celebrity ကောင်းတဲ့အတွက်အရွယ်တနည်းပြောတယ်ပေါ့နော်ဟုတ်ပြီဒါတော့ coffee အကောင်းကြောင်းလေးကိုအတူချုပ်ပေါ့နော်ဆိုတော့လင်စီကြောင်းကိုပြောမယ်ဆိုတော့မဆုံးနိုင်ပေါ့နော်ဆိုတော့ဒီနေ့လောက်ပဲပေါ့ okay next please ဆိုတော့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကပေါ့နော်ဒီခုနပြောတဲ့ဒီ coffee ရဲ့အကျိုးကျေးဇူးပေါ့နော်အကြမ်းများအဖြစ်ပြောမယ်ဆိုရင်နံပါတ်1ကတော့ coffee လန်းဆန်းတယ်ဘာကြောင့်လဲဆိုတော့ coffee ကိုနိုင်ကကျွန်တော် energy ပေးစွမ်းနိုင်တယ်နော်နောက်ကကျအထက်မှာပါတဲ့ linseed နဲ့ creamer လည်းကျွန်တော်အရင်ထိရောက်တယ်အဲဒါသူကြောင့်ပိတ်ဆို့မှုလည်းလျှော့ချပေးတယ်နောက်ကကျတော့ antioxidant effect ပေါ့နော်ခုန IBC ထဲမှာဆို C ဆိုတာဟာပဲ antioxidant ဆို oxidation ပေါ့နော်ဓာတ်ပြုတ်ကွဲမှုကိုကျွန်တော်တားဆီးပေးတာပေါ့လေနော်နော်အဲ့ဒါကျတော့ဒီဟိုပါပေါ့ကိုလေးချိန်ကိုလည်းထိန်းညှိပေးတယ်အစာကိုလည်းကြည်တယ်နောက်ကကျတော့စီလည်းမှန်တယ်ပေါ့နော်အဲ့တော့တချို့အစာမကြည်ရလို့ဆိုရင်အစာစားပြီးတဲ့အချိန်မှာကော်ဖီလေးတောက်တဲ့ဆိုရင်အစာကြည်ရတွေ့ရတယ်နောက်ကဝန်းချုပ်တာတက်တာတယ်အဲ့ကျတော့ဒီအမောပန်းခံနိုင်တယ်နော်စိတ်ကြတာပေါ့နော် depression လို့ခေါ်တဲ့စိတ်ကြမှုပေါ့နော်ကော်ဖီလေးတောက်လိုက်တော့လုံးလုံးဆန်းဆန်းနဲ့ကိုယ်လို့စင်ကန်စေပေါက်တော့တာပေါ့လေနော်အထူးသဖြင့်တော့ဒီမှာအများစုတွေ့ရတော့ဒီကောင်းကိုက်ဝေဒနာတက်တာအများကြီးပဲကိုယ်တို့အများကြီးပြင်လာလိမ့်မယ်ပေါ့နော်ဆိုတော့ဒါတွေကိုကျွန်တော်ကောင်းမွန်တယ်ပေါ့နော် okay next please ဆိုလို့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီ coffee လေးကဘယ်လိုအကြောင်းဖြစ်လာလဲဆိုတော့တကယ်အကြောင်းတရားရှိတယ်နော်တကယ်တော့ဒီ company ကကျွန်တော်တို့ဒီ coffee ကိုထုတ်ဖို့အတွက်အရင်တော့လည်းမယူပဲအရင်တော့ကျွန်တော်ဒီ company ပြီးကျွန်တော်အလင်းစီကိုတိကထုတ်တယ်ဒါပေမဲ့ဘာကြောင့် coffee ဖြစ်လာလဲဆိုတော့ဒါလေးဇာလန်လေးပေါ့နော်အဲ့တော့ဒီဇာလန်လေးကကျွန်တော်တို့ရဲ့ဒီ company ကအခုလက်ရှိ CEO မစ္စတာကူရီဂျပန်နိုင်ငံကိုကျွန်တော်တို့ကဈေးကွက်တော့ဖောက်ရင်းနဲ့ဆွေးနွေးပွဲတွေတော့ပြောတဲ့အချိန်မှာပေါ့နော်အဲ့ဒီမှာဒီဘက်မှာဘယ်ဘက်မှာရှိတဲ့ဂျပန်မျိုးသားကြီးကသူကပေါ့နော်အဲ့ဒီသူ့ရှေ့မှာပဲဟို WeChat နဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ဒီတွန်းနဲ့ဒီဘိန်းကလေးထိုင်နေပေါ့နော်အဲ့လိုမျိုးသူလက်မလျှောက်နိုင်လို့တယောက်ကသူ့သမီးရဲ့တွန်းသွားတာပေါ့လေအဲ့ဒါကိုတွေးလိုက်တဲ့ခါကျတော့သူကလည်းကုညီနဲ့စိတ်နဲ့ပေါ့နော်သူခဏပေါ့နော်တာပြီးတော့မှမေးမြန်းတာပေါ့လေဘယ်လိုဖြစ်တာလဲဆိုတော့အဲ့ဒီမှာရှိတဲ့ဒီဂျပန်ကြီးကသူကကားမောင်းရင်းနဲ့ကားအက်ဆီဒန့်ဖြစ်သွားတယ်သူကဒီကားလမ်းဘေးကိုပေါ့နော်ကားချော်ကျပြီးတော့မှကားဒီနှစ်ပတ်လောက်လိမ့်သွားတဲ့အချိန်မှာခါတော့ပတ်ထားတယ်ပေါ့နော်ကံကောင်းခမောစားနဲ့လူကတော့အန်တီရမရှိဒါမှကောင်းနေထိသွားတဲ့အတွက်အဲ့ဒီမှာသူအဆင့်နစ်ပေါ့နော်ကျွန်တော်တို့ဒီဟိုပါပေါ့ဒီမလုရှားနိုင်တဲ့ paralyze ပေါ့နော်အာယုံကြောဆွဲရဖြစ်သွားတယ်ဘာလို့အာယုံကြောထိသွားတာပေါ့လေအဲ့နဲ့ဆရာဝန်ပြောတာတော့ဒါပေါ့နော်ဒီအာယုံကြောတွေအလုံးပြန်ကောင်းမှုအတွက်အနည်းဆုံး3နှစ်ကြာမယ်အဲ့တော့ WeChat နဲ့ပဲ3နှစ်တိတိနေရမယ်လို့ပြောတယ်ပေါ့နော်အဲ့ဒါနဲ့သူခေါ်ပြီးတော့မှသူကြောင်းမေးတဲ့အချိန်မှာသူ့ coffee တိုက်တာပါလေအဲတော့ကတော့ဟိုဒီ CEO coffee ရတော့မရှိသေးဘူး Yo coffee ဟို coffee ပဲပေါ့နော်ဒါ black coffee ခေါ်တာပေါ့ black coffee ကိုတိုက်လိုက်တယ်အဲ့တော့ black coffee ထဲမှာသူကဒီကျွန်တော် Mr. Ku က linseed နဲ့တောင်းထည့်လိုက်တယ်ဘာကြောင့်လဲဆိုတော့ coffee ကလည်းခါတယ်linseed ကလည်းခါတယ်ဆိုတော့လေအဲ့ဒါမျိုးတော့ထည့်ပြီးတော့တိုက်လိုက်တယ်နော်တိုက်ပြီးတော့မှသူနဲ့စကားစမြည်ပြောတယ်အဲ့တော့ပြောရင်းနဲ့15မိနစ်လောက်မှစပြီးတော့မှဒီဂျပန်ကြီးကသူ့ရဲ့လက်တွေကပေါ့နော်အရင်ကလှုပ်ရှားလို့မရတဲ့ပေါ့ခန္ဓာကိုယ်လက်ကလေးကစပြီးလှုပ်ရှားလာတွေ့ရတယ်ပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးပူလာပြီးတော့မှအဲ့ဒီကြောရိုးနေရာမှာလည်းပဲကျွန်တော်တို့ကလျက်စီးလက်လို့ခံစားရတယ်ပေါ့နော်အဲ့ဒါနဲ့ထူးခြားတဲ့ဝေဒနာကိုပြောပြတဲ့အခါမှာအဲ့ဒါနဲ့မစ္စတာကိုကအားပေးတာပေါ့နော်အဲ့ဒါဆိုရင်ကောင်းတယ်ဒီထဲမှာကျွန်တော်ဒီယုံကင်းနေစီထည့်လိုက်တာပေါ့နော်တောင်းပေါ့နော်တကယ်လို့နေပို့ပြီးတော့ကောင်းနေတယ်ဆိုရင်တနေ့ကို8000တောက်ပေါ့နော်မနေ့4000ညနေလေးစပြင်တနေ့8000တောက်အနည်းဆုံး3လတောက်လို့ပြောလိုက်တယ်အဲ့ဒါနဲ့သူကပြန်ပြီးတော့တောက်လိုက်တဲ့အခါမှာပထမတစ်လမှာနေမယ်ဖြည်းဖြည်းချင်းပေါ့အကူနဲ့လမ်းလျှောက်လာနေတယ်2လမှာတော်တော်လေးတိတာတယ်3လမှာဆိုရင်လုံးဝအရှင်းပေါ့နော်ဟိုကောင်းတော့အကောင့်ပရိကတော့ပေါ့နော်လမ်းလျှောက်သွားနိုင်တာတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီခါမှာကျွန်တော်တို့ဒီ CEO ကလည်းအရန်ကိုပဲဟိုမစ္စတာကူကလည်းအရန်ပဲအာန်တင်သွားတယ်အဲ့ဒါနဲ့ခါတိုင်းဆိုရင်ပေါ့နော်ဒီထိရောက်မှုကဒီလောက်မမြန်ဘူးပေါ့နော်6လတော့ဖြစ်ဖြစ်နည်းနည်းတင်းလောက်ပြီးဆောင်ရတာမျိုးရှိတယ်ဆိုတော့အခုကဘာလို့မြန်သွားလဲဆိုတော့ဘာလို့ဆို coffee နဲ့ linseed နဲ့ပေါ့နော်ဒီနှစ်ခုပေါင်းဆက်တာကိုသွားပြီးတော့တွေ့တဲ့ခါမှာအဲ့ဒါနဲ့သူက coffee ထုတ်ဖို့အတွက်ကိုပေါ့နော်အကြံတစ်ခုရလာတဲ့ခါမှာ coffee ထုတ်ဖို့အတွက်ကျွန်တော် coffee စက်ကိုလိုက်ရှာတယ်ဆိုင်လည်းမတွေ့ဘူး coffee စက်တော်တော်များများခုနကပြောတဲ့ creamer တွေကအဲ့ဒီဟိုဟာတွေပေါ့နော် transfer ပါတယ်ဒီဟိုဟာတွေပေါ့နော်အဲ့ဒီစောင်းစီနဲ့လောက်ထားတာပေါ့လေအဲ့ခါကျတော့သူကလည်းအဲ့လိုမထုတ်ချင်တဲ့ခါကျတော့ရှိုင်းနေပေါ့နော်သူတို့ကလည်းနာမည်မပြစ်ချင်ပေါ့လေဘာလို့နာမည်ကောင်းမှုရထားပြီးသား company ဖြစ်တဲ့ခါကျတော့
အဲ့လိုမျိုးမဖြစ်ချင်ဘူးအဲ့နဲ့သူကနောက်ဆုံးရှာမတွေ့နောက်ဆုံးကျတော့နောက်ဆုံးတစ်ခုတော့တွေ့တယ်ပေါ့နော်အဲ့ဒီစက်ရုံမှာခေါင်းစဉ်တစ်ခုတော့တွေ့တယ်အဲ့စက်ရုံကတကယ်ခရမာကိုတကယ်ရှာတာခရမာတွေသူကပါလဲဆိုတော့အဲ့ဒီနယ်သာလန်ကပေါ့နော်နီးပညာနဲ့ကိုကိုနတ်ခရမာကိုထုတ်ထားတယ်ဆိုတော့သူ transfer လုံးဝမပါဘူးအန်ဂျီဘီအင်ဂျင်နဲ့ကင်းတယ်အဲ့ဒါသိတဲ့ခါမှာသူတို့အဲ့စက်ရုံမှာပဲထုတ်ဖို့အတွက်ကျွန်တော်အတည်ပြုတယ်အဲ့ဒါနဲ့ coffee ကလည်းပဲ 100% coffee bean ကိုတုံးခိုင်းတယ်ပြီးတော့ကျွန်တော်အထက်မှာ linzi ကိုထည့်ခိုင်းတယ် linzi အမျိုးသားမျိုးစုံထည့်တယ်နောက်ဆုံးမှာကျွန်တော်ယုံကြည် linzi ရဲ့အရာတာနဲ့ပေါ့နော်သူရဲ့အချိုးစားနဲ့အလုံးကြီးတဲ့ခါမှာအနံ့ကိုအရာတာကိုထိရောက်မှုကိုအလုံးကကွတိဖြစ်သွားတာတွေ့ရတယ်အဲနောက်ဆုံးမှာတော့အဲဒီတော့ကတော့ကျွန်တော် CEO ကအခုလက်ရှိ CEO က Mr. Ku ရဲ့အထက်ဟိုပါပေါ့နော်ဒီအကူရှိသေးတယ်အဲအကူ CEO ကနေပြီးတော့မှသူကညီပြီးတော့နောက်ဆုံးမှာဒီ coffee CEO ဆိုပဲနာမည်ပေးလိုက်ပါဆိုပြီးနောက်ဆုံးမှာ CEO coffee ဖြစ်လာတယ်နောက်ဆုံးဒီ coffee ရဖို့အတွက်အနည်းဆုံးကျွန်တော်4နှစ်တိတိအချိန်ကြာသွားတယ်နော်အဲကြောင့် company ဒီကျွန်တော်ပစ္စည်းတစ်ခုထုတ်ဖို့အတွက်ကိုကျွန်တော်ပေါ့နော်ထုတ်ချင်တယ်မထုတ်ဘူးတတိကျစဉ်းစားတယ်အနည်းဆုံး4နှစ်အချိန်ပြီးမှကျွန်တော်ထုတ်တာဖြစ်တဲ့အတွက်ဒါမှမဟုတ်ကျွန်တော်ဒီ coffee ဒီအခုချိန်ထိအောင်ပေါ့နော်ကျွန်တော်ဒါအကောင်းဆုံးကျွန်တော်တွေ့ရမြသိရမြတယ်မှာတော့အကောင်းဆုံး coffee လို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်ဒီတခြားတော့ပေါ့နော်ပေါ့နော်ဒီ coffee တွေအများကြီးတောက်တယ်အဲမှာတော့ဒီ CEO coffee ရဲ့အရာတာကိုအနံ့ကိုသူရဲ့အကျိုးအနေတင်ရောတူတာပေါ့နော်ကောင်းတာအခုချိန်ထိတော့မတွေ့သေးဘူးပေါ့လေနော်အဲကြောင့်မို့ဒီ coffee ကအရင်ကကောင်းတယ်အခုဒီ coffee ဒီတောက်ပြီးတဲ့လူတိုင်းတော်တော်သိတယ် coffee လေးကိုအရင်နှမ်းကြည့်တယ်ပေါ့နော်နန်းခိုင်ကြည့်ပြီး coffee ပူပူလေးပေါ့နော်ပြီးရင် coffee ဖြော်တဲ့ခါကျရင်လည်း coffee ရေနည်းနည်းလေးနဲ့ပေါ့နော်အရာတာရှိလေးဖြော်တောက်အရင်ကောင်းတယ်ပြီးနန်းကြည့်ပြီးဆို coffee တောက်ပြီးတော့ဆိုရင် green ချင်တာတွေ့ရတယ်ဒီ coffee ဒီလုံးဝ green ချင်တာမတွေ့ရအောင်နော်ပြီးတော့ coffee တောက်ပြီးနန်းဆန်းတဲ့ပုံစံတွေလည်းမတူဘူးနော်အဲ့တော့မြန်မာပြည်မှာကျွန်တော် coffee ကတော့အရင်နာမည်ကြီးရပေါ့နော်ဒီ CEO coffee ကတော့နော်အများမဟုတ်ပါဘူးတော်တော်များတော့ဒီချောင်းရောက်တဲ့နိုင်ငံတိုင်းမှာဆိုရင် coffee ကအရင်နာမည်ကြီးနော် Okay next please ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီ coffee လေးနဲ့စပြီးတော့မှကျွန်တော်ကဘာလို့ရလဲဆိုရင်စီးပွားရေးတစ်ခုစတင်လို့ရတယ်နော်အဲ့ဒါတော့ကျွန်တော်တို့က111ဆိုတဲ့ coffee စီမံကိန်းပေါ့နော်111ဆို coffee စီမံကိန်းဆိုတော့ဒီဟာလေးဘယ်လိုစမလဲဆိုရင်နော်ကိုက coffee ပေါ့နော်တစ်လလုံးနေမှာကို coffee တပူပဲကိုကတောက်မယ်ဆိုပါတော့ပေါ့နော်တပူမကတော့တောက်လို့ရပါပေါ့နော်တပူထဲမှာ coffee တပူထဲမှာဆိုရင်ကျွန်တော်တို့ကအထုပ်ပေါ့နော်အထုပ်20ပါတယ်နော်အထုပ်20ပါတယ်ဆိုတော့ကျွန်တော်တို့ကဒီ coffee တပူမှာဆိုရင်ကျွန်တော်တို့ကဟိုပါပေါ့နော်ဟိုပါပေါ့နော် ringgit ဆိုရင်45 ringgit ပေါ့နော်ဆိုတော့စင်ကာပူဆိုရင်15ဒေါ်လာနော်အဲ့ဒါရှိတယ်အဲ့တော့ဟုတ်ပြီဆိုတော့အဲ့ coffee လေးကိုကပေါ့နော်လစဉ်ပုံမှန်တောင်းတယ်တပူတုံးတယ်တပူတုံးရင်းနဲ့ပဲကိုကောင်းတဲ့အကြောင်းလေးပေါ့နော် coffee တောက်လို့ကောင်းတဲ့အကြောင်းလေးကိုသူတစ်ပါးကို share တယ်ပေါ့နော် share တဲ့အခါမှာအဲ့မိတ်ဆွေကလည်းပဲကိုလိုပဲ coffee တောက်တယ်သူများကို share မဲ့လို့ပေါ့နော်အဲကြောင့်အဓိကဒီကျွန်တော် coffee စီးပွားရေးဒီ coffee ရောင်းတာမဟုတ်ဘူးကိုက coffee ဝယ်မဲ့ customer ကိုရှာတာမဟုတ်ဘူးကိုဒီပေါ့နော်ကိုနဲ့လက်တွဲမဲ့ပေါ့နော်ဒီစီးပွားရေးကိုစိတ်ဝင်စားတယ်ဒီ coffee နဲ့ကျွန်တော်ဝင်ငွေလိုချင်တဲ့မိတ်ဆွေကိုရှာတာပေါ့နော်အဲ့တော့ရှာတဲ့ခါမှာလည်းရိုးရှင်းလေးပဲကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုတော့ coffee တောက်တယ်ဆိုရင်တောက်လို့ကောင်းတဲ့အကြောင်းလေးကိုတငယ်ချင်းတွေနဲ့ပေါ့နော်တွေ့တဲ့ခါကျရင်မျှဝေဖို့လိုအပ်တာပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ဒီ coffee နဲ့ပတ်သက်လို့အရင်ကမိတ်ဆွေတူပြောရကြဘူးတဲ့ပေါ့နော်ဒီ time မှာဆိုရင်ဒီ coffee နဲ့ပတ်သက်လို့နာမည်ကြီးတဲ့တစ်ခုရှိတယ်စိန်ကောင်းတဲ့ coffee တဲ့ဘာကြောင့်စိန်ကောင်းတာလဲပေါ့နော်သူကြတော့ coffee ကိုတောက်တယ်လေကိုကောင်းတယ်ပေါ့နော်သူများကိုမမျှဝေပေါ့နော်အဲ့ဒါလည်းစိန်ပုတ်တယ်နော် coffee ကိုယ်တိုင်တောက်တယ်ပြီးသူများကိုလည်းမျှဝေတယ်ဆိုတော့ဒါစိန်ကောင်းတယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်တို့ကcoffee လေးကိုကိုယ်တိုင်တောက်မယ် coffee ကောင်းကျိုးလေးကိုသိအောင်လုပ်မယ်ပြီးဆိုရင်ဒီတစ်ပါးကိုကျွန်တော်ကမျှဝေမယ်မျှဝေနေအဲ့ဒီမိတ်ဆွေရလည်းပဲဒီပေါ့နော်စီးပွားရေးလုံးမဲ့ပတ်ထနာတစ်ခုကိုရအောင်ရှာမယ်ရှာအဲ့တယောက်ကလည်းပဲကိုယ့်လိုပဲဆက်လုပ်မယ်နော်အဲ့ဒါဆိုရင်ဒုတိယပေါ့နော်11ဆိုတာပထမတပူပေါ့နော်တပူပဲဒီရသွားပြီဆိုရင်အဲ့ဒီတိုင်းကိုပဲကျွန်တော်လှုပ်ဆက်ရှာလုပ်သွားမှာပေါ့နော်တစ်လနော်လတိုင်းကိုကမိတ်ဆွေအနည်းဆုံးအတစ်တယောက်ရှာမယ်ကိုယ့်ရဲ့မိတ်ဆွေကလည်းအတစ်တယောက်ရှာမယ်နော်ဆိုတော့တစ်လလုံးနေမှာကိုမိတ်ဆွေတယောက်ပဲရအောင်ပေါ့နော်တစ်လလုံးနေမှာမိတ်ဆွေကတပူပဲတုံးကိုမိတ်ဆွေကကိုကလည်းတပူပဲတုံးကိုလည်းတပူပဲတုံးပါနော်ဆိုတော့အဲ့လိုမျိုးကိုပဲကျွန်တော်ကထက်ကလုပ်သွားရမယ်နော်မိတ်တူပွားသွားတာပါနော်တနည်းအားဖြင့်နှစ်မြောက်နှစ်ပေါင်းမြောက်သွားတယ်ပေါ့နော်အဲ့လိုမျိုးနဲ့လောက်သွားတဲ့ခါမှာကျွန်တော်တို့ကတနည်းတိကျပြီးတော့ပေါ့နော်နောက်တစ်လမှာတင်မယ်ကျွန်တော်ရဲ့လစဉ်ဝင်ငွေဒီဘယ်လောက်ဖြစ်လာလဲဆိုရင်ringgit 13,000နဲ့ထက်စင်ကာပူဒေါ်လာ 9,000 နီးပါးနောက်တစ်ခါမြန်မာငွေနဲ့ဆိုရင်330နဲ့ထက်ပေါ့နော်
တိုင်းပြ340စရပြပေါ့နော်ဆိုတော့အဲ့ဝင်ငွေလစဉ်ဝင်လစဉ်တနည်းကျော်တဲ့နောက်ပိုင်းမှာစီးဆင်းနေမှာနော်ဟုတ်ဆိုတော့ဒီလိုဝင်ငွေမျိုးကလေအခုပေါ့နော်ကျွန်တော်စင်ကာပူမှာလာပြီးတော့လုပ်ရင်လည်းဒီဝင်ငွေရဖို့မလွယ်ဘူးဒါဒီလိုဝင်ငွေမျိုးကစင်ကာပူမှာအနည်းဆုံးဟိုပေါ့နော်9နှစ်10နှစ်လောက်အနည်းဆုံး10နှစ်နဲ့ထက်လောက် professional ပေါ့နော်ဟိုပွဲတွေပါလေရပေါ့နော်အကြောင်းတွေပါလေတက်ပြီးတော့မှရနိုင်ဆိုတော့ဒီလိုဝင်ငွေရရှားတယ်ပေါ့နော်တကယ်လို့ကိုပိုင်လုပ်ငန်းတစ်ခုလုပ်မယ်ဆိုလည်းပဲရင်းနှီးတွေအများကြီးလုပ်ပြီးတော့မှပဲကျွန်တော်ရနိုင်တာဖြစ်တယ်ပေါ့နော်နော်ဟုတ်ပြီအဲ့ဆိုတော့တစ်လတဦးတကူဟိုတနေ့တည်းကျွန်တော်လုပ်သွားရုံနဲ့ပဲကျွန်တော်တို့ဒီလိုဝင်ငွေတွေကျွန်တော်ဒါရရှိနိုင်တယ်ပေါ့နော်ဟုတ်အဲ့ဆိုဒီလုပ်ငန်းအရင်ကိုယူရှင်းတယ်လွယ်ကူတယ်နော်အဲ့တော့အဓိကတွေ just take action ပေါ့နော်လှုပ်ဆက်ရှိရကျွန်တော်တို့က just do it လှုပ်ဆက်ချက်လုပ်ဖို့လိုတယ်နော်ပြီးတော့မှအခုကျွန်တော်ပြောတဲ့နီးလေးကိုပဲသူများကိုလည်းဒီလိုပဲပြန်ပြောရုံပဲပေါ့နော်ဒီလိုပဲပြန်ပြောရုံပဲနော်အခုဒါကျွန်တော်ပြောတဲ့ဘိုင်းဆိုရင်ခက်လားမသိမခက်ဘူးနော်တလားတဦးတပူနော်အဲ့ဒါကိုကျွန်တော်ကတနေ့ကျွန်တော်လုပ်သွားရုံပဲနော်မိတ်တီပွားပြီးလုပ်သွားရုံပဲ Okay next please Mr. Senနော်ဒါဆိုရင်ရိုးရှင်းပဲကိုယ်တိုင်ကတည်ပြီးတော့မှပထမလမှာဆိုရင်2ရောက်ဖြစ်သွားမယ်ပြီးတော့ဒုတိယလဆိုရင်ဒုတိယလမှာဆိုရင်ဒီမှာအနေရောင်လေးပေါ့နော်ကိုက1ရောက်ကိုမစ်စီက1ရောက်နော်တတိယလဆိုရင်အဲ့လိုမျိုးပေါ့နော်စသဖြင့်ပေါ့နော်ပထမလမှာဆို2ဦးဒုတိယလမှာဆို4ဦးတတိယလမှာဆိုရင်8ဦးပေါ့နော်အဲ့တော့နှစ်နဲ့မြောက်သွားရင်ပေါ့လေနှစ်နဲ့4 4နဲ့4 8 4 3 4 10 4 4 16ပေါ့နော်ဟိုပါပေါ့16နဲ့3စသဖြင့်ပေါ့နော်ဆိုတော့ဒီတိုင်းလေးပဲကျွန်တော်တို့ကမိတ်တူပွားသွားရမယ်နော်တယောက်ကနေတယောက်ကိုပွားလေးပွားသွားရမယ်ပဲကျွန်တော်တို့ကတဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ပေါ့နော်ဒီကိုရက်ကတည်သွားတနည်းအားဖြင့်ဆိုရင်ကိုက social media မှာဆို follower များလာတယ်ပေါ့နော်ပထမတော့ကိုက follower လေး1ယောက်ထဲပေါ့နော်သူနဲ့ပေါင်း2ယောက်ထဲပေါ့နော်ပြီးတော့မှတဖြည်းနဲ့ follower လေးက4ယောက် follower လေးက8ယောက်12ယောက်32ယောက်တဖြည်းဖြည်းနဲ့ကို့မှာ follower လေးများလာတယ်တနည်းအားဖြင့်ကျွန်တော်တို့စားတော့ဆိုင်နဲ့ပြောမယ်ဆိုလည်းပဲ customer တဖြည်းနဲ့များလာတယ်ပေါ့နော်စားတော့ဆိုင်ပဲဖြစ်တခြားဘာဆိုင်ပဲဖြစ်ပေါ့နော်ဘာလုပ်ငန်းဖြစ်ဖြစ်ပေါ့တဖြည်းနဲ့ customer တွေတနည်းအားဖြင့်ကျွန်တော်ငယ်တုန်းကစိတ်ကူးလို့ပေါ့နော်ကျက်ဦးလေးကဥလိုက်တယ်တစ်လုံးပေါ့တစ်လုံးလေးကနေပြီးတော့ကျက်ကလေးအကောင်ပေါက်လာတယ်အကောင်ပေါက်လာကျက်လေးကနေပြီးတော့10လုံးဥလိုက်တယ်ပေါ့10လုံးကနေမှနောက်ထပ်10လုံးအကောင်ပေါက်တယ်နောက်ထပ်အကောင်ပေါက်တယ်ဆိုတဖြည်းနဲ့ကျက်ဆန်ကြီးအကြီးဖြစ်သွားတယ်အမျိုးပေါ့ငယ်တုန်းကဒါစိတ်ကူးကြတဲ့ဟာမျိုးနော်တနည်းအားဖြင့်ဆိုလည်းကျွန်တော်အပင်လေးတစ်ပင်ပေါက်တယ်ဒီအပင်လေးတစ်ပင်ပေါက်တဲ့အစီလေးကိုမြူကျဲတယ်နောက်ထပ်အပင်ပေါက်တယ်နောက်ထပ်အပင်ပေါက်နောက်ထပ်အပင်ပေါက်တဖြည်းဖြည်းနဲ့ဒီမျိုးစီတွေကပွားသွားလိုက်တာပေါ့နော်ကျွန်တော်ဒီ TikTok အုပ်ကြီးပဲပေါ့နော်ဒါဟိမွန်တာတစ်ခုလုံးနဲ့တော့လွမ်းချုံသွားနိုင်တာပဲနော်ဆိုလိုပဲကျွန်တော်တဖြည်းဖြည်းနဲ့ကျွန်တော်ကဒီလိုမျိုးပေါ့နော်ဒါမိတူပေါ်သွားနိုင်တယ်နော်ဟောဒါကြောင့်မို့လဲကျွန်တော်လူကြီးပေါ်တာနဲ့လည်းဒီလိုပဲအရင်တော့ကမ္ဘာလူကြီးရနည်းနည်းလေးပဲအခုဆိုရင်ကမ္ဘာလူကြီးရဒီနဲ့7 billion အထက်ရှိလာတယ်နော်ဆိုတော့ထုံးလက်ကောင်းမှဒီလိုပဲနော်တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့တာသမီလေးတွေမွေးလို့ပေါ့နော်တဖြည်းဖြည်းနဲ့တရားတစ်လတရားပေါ့နော်မွေးတာပေါ့နော်လူကတော့တရားမွေးလို့မရဘူးဒါပေမဲ့ကျွန်တော်ဒီမိတ်ဆွေပွားတာတရားတစ်လတရားကျွန်တော်မွေးလို့ရတယ်နော်ဟုတ်ပြီ next please နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော် number of people မှာကြည့်လိုက်ပထမဆုံးကိုက1ယောက်ထဲပေါ့နော်ပထမတစ်လမှာဆိုရင်1ယောက်ရှာတာ2 4 8 16 32 64 258 512ဒါခုနကကျွန်တော်ဟို memory kit တွေကြာမှာပဲ iPhone memory kit တွေလို့ပေါ့နော်128 256 512 1024နော်ဒါဆို 1k ခေါ်တာပေါ့နော်204 is in 2k ဒါဆိုရင်405 is in 4k လို့ခေါ်တယ်နော်ပြီးရင်8192ဆိုပြီးဖြစ်သွားတယ်နော်တနည်းအားဖြင့်ဒါနှစ်ကိုကျွန်တော်တို့ကဘယ်နှကြိမ်မြောက်လဲဆို73ကြိမ်မြောက်တာပဲနှစ်အမြောက်နှစ်အဲ့ဒါကိုကျွန်တော်73ကြိမ်တိတိမြောက်လိုက်ရင်ဒီတိုင်းဖြစ်သွားတယ်နော်အဲ့တော့ကိုမှစားသုံးသူကိုနဲ့ business partner 8000ကျော်ဖြစ်သွားတယ်နော်8000ကျော်ဒီတစ်လကိုပေါ့နော်တဘူးပဲသုံးပေါ့နော်ဆိုတော့တဘူးပဲသုံးအောင်ဒါဆိုရင်ကျွန်တော်တို့ရဲ့ coffee တဘူးမှာဆိုရင်ကျွန်တော်တို့28 PB ရှိတယ်နော်ဟိုပါပေါ့ ringgit နဲ့ဆိုရင်45 ringgit ပေါ့နော်PB ဆိုရင်20နဲ့မှ8 PB ရှိတယ်ဆိုတော့28နဲ့8000ကျော်ကိုကျွန်တော်မြောက်လိုက်ရင် PB 2သိန်းကျော်တယ်နော် PB 2သိန်းကျော်ရှိတယ်နော်အဲ့ဒီခါမှာကျွန်တော်ဒီဘက်မှာဆိုရင်ဒါ company ကတွက်ထားပြီးသားပေါ့နော်တွက်ထားပြီးသားဆိုရင်အတက်တင်ကျွန်တော် ringgit 13000နဲ့အထက်မှာရှိတယ်စင်ကာပူဆိုရင်4900ဆို5000နီးပါးရှိတယ်ဒါတော့အင်ဒိုနီးရှားရူပီယာပေါ့နော်ဒါတော့နိုင်ငံတကာစီးပွားရေးဆိုတော့နော်နောက်ဆိုဖိလစ်ပင်းနဲ့ဘင်္ဂလားဒေ့ရှ်ဆိုလာလိမ့်မယ်နော်အဲ့တော့မြန်မာငွေနဲ့တွက်ရင်ရိုးရှင်းပဲ ringgit က1000ကျော်ပေါက်တဲ့အတွက်1000နဲ့ပဲရိုးရှင်းမြောက်လာရင်ပေါ့နော် ringgit 13000ကို
1000နဲ့ပဲမြောက်လာအောင်ဒါဆိုရင်ကျွန်တော်ကမြန်မာငွေနဲ့ဆိုရင်တစ်လောက်100နဲ့မှ30နဲ့အထက်မှာရှိတယ်နော်ဆိုတော့အဲ့ဝင်ငွေမျိုးကိုကြာရနိုင်တယ်ပေါ့နော်ဟုတ်အဲ့တော့အဲ့ဝင်ငွေတွေလည်းအဲ့ချက်ချင်းကြီးပေါ့နော်အခုဒီဝုံတိုင်းဝင်အောင်ဖြည်းဖြည်းနဲ့ဝင်သွားတာနော်ဒီမှာ4လပိုင်းနဲ့စပြီးဖြည်းဖြည်းနဲ့ဝင်သွားတာတိုးတော့တာပေါ့နော်ဝင်ငွေတိုးအဲ့လိုမျိုးတိုးတော့တာနော်အဲ့တော့အပြင်မှာကျွန်တော်တို့ကကိုပိုင်စီးပွားရေးထောင်မယ်ဆိုတော့မှပေါ့နော်တနစ်တိတိထောင်ရင်တနစ်တိတိယူအစအယူရင်းထားတာလေတင်နော်ပုတ်ကုန်တွေဆိုလဲပုတ်တယ်တချို့ဆိုလဲစားသုံးမလားလို့ထမင်းဆိုင်တွေဆိုလဲထမင်းသွန်ပြရတာမျိုးတွေရှိတယ်ပေါ့နော်လုပ်ငန်းထဲမှာပေါ့မြုပ်နှံထားရတယ်အများကြီးပဲရှိတယ်တနေ့တော့မြုပ်နှံပြီးတော့မှဆိုအရင်ကြီးစပေါ်တာဒီမှာဆိုရင်လည်းပဲကျွန်တော်လုပ်ငန်းကြီးတက်ခဲ့တော့ပေါ့နော်ကျွန်တော်တို့ရောင်းအားတွေရောကျွန်တော်ဝင်ငွေတွေလည်းရှိတယ်ပေါ့နော်ပေါ့နော်ဒီလိုမျိုး revenue တွေလည်းရှိတယ်ဒါပေမဲ့အဲ့ရောင်းအားကြီးတွေကိုကျွန်တော်တို့ရင်းထားကြရတယ်ဗါလေမလို့ဘဲနဲ့ကျွန်တော်တို့ကဒီသူ့ရဲ့ကွန်ရက်နဲ့သူ့ရဲ့စနစ်ကပဲအလိုလျောက်ပေါ့နော်ကိုလိုလောက်ဆောင်ပေးသွားတာနော်လောက်ဆောင်ပေးသွားရင်းနဲ့ပဲဒီလိုဖြစ်သွားတယ်နော်အားကြောင့်မို့ကျွန်တော်တို့စနစ်တည်အရေးကြီးတယ်နော်စနစ်တည်ကျွန်တော်တို့ system တွေ strategy တဲ့ပုံအရေးကြီးတယ်နော် strategy ကအရေးကြီးတယ်မှန်တယ်ဒါ strategy တဲ့ကိုကျွန်တော်တို့ system ပုံအရေးကြီးတယ်ဒါ system ကကျွန်တော်တို့ခေါ်တာဒီone copy စီမံကိန်းအရင်ယူရှင်းတယ်အားကြောင့်မို့ပေါ့နော်အောင်မြင်တယ်လို့ပြောတယ် easy to do not easy not to do လွယ်ကူလို့ရတယ်လွယ်ကူလို့မရပါဆိုတော့ချစ်ကြရိုးရှင်းလို့အတူပြင်သွားတယ်မလုပ်ချင်တော့ဘူးချစ်ကြလည်းစင်ကြီးတွေပေးတယ်ပေါ့နော် reason or result ပေါ့နော်ကျွန်တော်တို့က result ဖြစ်အောင်ရအောင်လုပ်ရတယ် reason ပေးကြမလို့နော်တစ်လလုံးမှာတူပဲပြောတပူးပဲပြောဒါတွေကျွန်တော်တို့ micro လို့ခေါ်တယ်ပေါ့နော်နည်းနည်းလေးပဲ 1% နည်းနည်းစီပဲလုပ်တာနော်ကို10ယောက်ပြောလို့တစ်လလုံးနေမှာပေါ့နော်ကျွန်တော်10ယောက်ပြောတယ်တက်ရောက်လက်ခံတယ်တက်ရောက်လက်ခံတယ်ကိုယ်ကလည်းမခံဘူးတော့ကိစ္စမရှိဘူးเนาะဒီ plan လေးအရင်ကောင်းတယ်เนาะအဲ့ဒါလေးကျွန်တော်ဇွတ်ရှိနဲ့ကျွန်တော်ဆက်ဆက်ရှိရလောက်သွားရုံပဲเนาะဟုတ် okay next please နောက်ဒါဆိုရင်ဒီ copy မှာဆက်ကိုတွေ့အများကြီးပဲပေါ့နော်ဒီမှာဆိုရင်ဒီကိုအောင်စီတူဆိုတာကိုတင်ကိုအောက်ကအတိုင်းမဖြစ်ခဲ့ဘူးလေနော်သူဆိုရင်လည်းဒါကျွန်တော်တို့လုပ်ငန်းလုပ်ခါစားလုပ်ငန်းပေါ့နော်အတူတူတကွပေါ့နော်ဆွဲဖို့ဆွဲပဲတည်ပဲနော်သူဆိုရင်စင်ကာပူမှာအရင်တော့ဘူမီဗီဒါနဲ့လောက်တာဆေးလိပ်အရန်တောက်တယ်နော်တရက်ကိုဆေးလိပ်ဘူးတစ်ဝက်ကုန်တယ်နော်ဒီမှာဘူးတစ်ဝက်ကုန်တယ်အဲ့ဒါနဲ့သူကဘာတောက်လဲဆိုတော့ PU coffee ကိုသူကအခါချက်တယ်ဆိုတော့3-in-1 တိုက်တောက်တယ်ပေါ့နော်သူကဒီပေါ့4-in-1 တိုက်မကြိုက်ဘူးနော်ဆိုတော့ကောင်းတော့ကောင်းပါတယ်ကြားမပါတော့တောက်တယ်တနေ့ကို2ထုပ်ကနေ3ထုပ်တောက်တယ်ပြီးတော့ဗာတောက်ပြီးလဲဆိုတော့ nuclear tablet တော့မဟုတ်ကြာဟုတ်လင်စီ tablet ပေါ့နော်nuclear tablet တောက်တယ် nuclear tablet ကလည်းဈေးတက်တာပေါ့နော်အဲ့ဒါမျိုးပေါ့သူကလင်စီလောက်ဈေးမကြည့်ဘူးကြာဟုတ်လင်စီတစ်ဝက်လောက်ပဲရှိတယ်နော် coffee ဈေးနဲ့ဆိုရင်2ဆလောက်ပဲရှိတယ်ပေါ့ coffee 2ဘူးစာလောက်ပဲရှိတယ်ဆိုတော့သူတက်နိုင်တယ်အဲ့ဒါဆိုတော့ nuclear tablet လေးတောက်တယ် coffee လေးတောက်တယ်နော်အဲ့လိုတောက်ရင်းနဲ့သူကဆောက်လုပ်ခါစားဆိုအားလေးနဲ့လောက်လိုက်တာပေါ့နော်သူဒီတစ်လား2လား3လားနေတော့ဆေးလို့ပြတ်သွားတယ်ဆေးလိပ်ပြတဲ့အခါမှာသူ့ရဲ့တငယ်ချင်းကိုအောင်စီသူကကိုမြတ်စိုးသူကပြောတယ်ပေါ့ကိုမြတ်စိုးသူကဆိုတော့ကိုမြတ်စိုးသူကမယုံပေါ့မယုံတာနဲ့မယုံနဲ့လောင်းကြဆိုပြီးတော့လောင်းကြတာပေါ့လေလောင်းကြနောက်ဆုံးမြတ်စိုးသူကသူကဗာလဲဆေးလိပ်ပြတ်သွားတယ်ဒီနောက်ထပ်တငယ်ချင်းကဆေးလိပ်ပြတ်သွားအပြင်သူတို့ရဲ့ share နဲ့ကွန်ရက်ပေါ့နော်ကိုအောင်စီသူကိုမြတ်စိုးသူကနေပြီးတော့မှကိုဘိုညာနဲ့မှကိုထင်းမင်းအောင်နေမှာပေါ့နော်မတင်ချိုစင်လိုက်ကကိုရိုင်းမှုဖြစ်သွားတယ်မတင်ချိုကနေမိတ်ဆက်လိုက်ကမဆူဝမ်ချစ်ဆိုတာထော်ဗတိုင်းဖြစ်သွားတယ်မဆူဝမ်ချစ်ကောက်ကနေမှကိုပြည်ပညာခုကပေါ့နော်ကိုမင်းစိုးတို့စပြီးအများကြီးပဲပေါ့အထောက်လျှောက်ကြီးဆင်းချသွားတာမနေဘူးပေါ့နော်ဒီကွန်ရက်ကြီးကနော်အဲ့တော့အဲ့ဒီကွန်ရက်ကြီးဖြစ်သွားတာဒီဒါဆေးလေးပြတ်တဲ့ဆေးကနေစတာဒါဒီကျွန်တော်အားလုံးဒီတန်မှန်ပေါ့နော်ဒီဝန်ထမ်းဘဝကနေစရတယ်စင်ကာပူမှာဆိုရင်ဒါသူတို့တွေဝင်ငွေပေါ့နော်အရင်မကောင်းခဲ့ကြဘူးဒါပေမဲ့ဒီလုပ်ငန်းကြောင့်ပေါ့နော်အများကြီးပေါ်ရပြောင်းလဲခဲ့ကြတယ်ပေါ့နော်အဲ့တော့ဒါကွန်စီတူရဲ့ပေါ့နော်ဒီဆေးလေးပြတ်သွားတဲ့ကိုတွေ့နောက်တစ်ခုကကျတော့ဒါဖိလစ်ပိုင်နိုင်ငံပေါ့နော်သူကတော့ဒီဝန်ချုပ်တက်တာပြီးတော့ IMP ဖလန်ဆန်သွားတဲ့ကိုတွေ့ပေါ့နော်ဆိုတော့4-in-1တောက်တယ်ဦးလန်းကျောင်းနဲ့ပုံမကောင်းလာတယ်တဲ့နောက်တစ်ခါကျတော့ပေါ်ဘလန်ဆန်နဲ့ကိုနော်တစ်ပတ်ကိုနေ3ရက်ထိ1ချုပ်ခဲ့တာပေါ့နော်အဲ့တော့နေ3 1ချုပ်တယ်ဆိုအနေရရှိရနော်1အရင်ချုပ်တယ်ဆိုရင်ဥမာကြီးကင်ဆာဖြစ်တတ်တယ်နော်အဲ့ဒါနဲ့ coffee ကအရာရှိပြီးအရင်မချုပ်ဘူးပေါ့နော်သူအရင်ကြိုက်တယ်ပေါ့နော်အဲ့ဒါနဲ့တနည်းတော့စိုင်းလုံလောက်တယ်တဲ့အဲ့တော့သူအရင်သဘောကျတာပေါ့နော်ဒီ coffee သူကတော့နည်းနည်းအချိုးနည်းနည်းကြိုက်တော့သူကတော့တကြားပါတဲ့ဟာကိုတုံးတယ်နော် next please နော်နောက်တစ်ခုကကြတော့Seri Oran ပေါ့နော်သူကစင်ကာပူကအသက်40နှစ်သူကကြတော့အစာမကြေတာပေါ့နော်အစာမကြေတဲ့ယောဂဖြစ်တာအဲ့တော့သူကအစာစားပြီးရင်ဘိုက်ပွားလို့ဖြစ်တာပေါ့နော်အစာမကြေဘူးအဲ့ဒါနဲ့အစာစားပြီးတဲ့ချိန်မှာ coffee 3-in-1ထုံနေစတောက်တယ်အဲ့ဒါနဲ့အစာမကြေဘိုက်ဝါတာတွေရရပြဿနာတွေပျောက်သွားတယ်ပေါ့နော်
အစာမကြည်တဲ့အများစုတော့အသေးမကောင်းရင်ဒီအသေးကနေပြီးတော့မှအစာချီမထုတ်ပြနိုင်မှာများတယ်အဲ့တော့လင်စီကအသေးတို့အရင်ကောင်းတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီအစာချီတာနဲ့ပတ်သက်လို့လည်းအစာချီတာဖွဲ့စည်းပေါ်ထဲမှာရှိတဲ့ပေါ့နော်အဲ့ဒါကောင်းတယ်နော်အဲ့နောက်တစ်ခုကတော့အင်ဒိုနီးရှားကတက်ပေါ့နော်ကောင်းတဲ့ချမ်းကြိုက်တယ်နော်အဲ့တော့သူကအမသူမတွေပေါ့နော်ကောင်းတဲ့ချမ်းကြိုက်တဲ့ဝေဒနာရှိတယ်နော်migraine ဖြစ်တာပေါ့နော်အဲ့ဒါနဲ့ AP 73ရက်ကနေစပြီးတော့မှ 4-in-1 coffee နေ့စဉ်တစ်ထုပ်ပေါ့နော်နလာကကြောင်တော့ပြီးတော့နောက်ကောင်းတဲ့ချမ်းဝေဒနာလျှော့ကျသွားတယ်တဲ့အခုတော့ coffee တောက်နေတာပေါ့နော်တစ်လကျော်ရှိပြီပေါ့နော် migraine ကဆက်ပါပါပဲတဲ့ကောင်းတဲ့ချမ်းကြိုက်တာတော့ပေါ့နော်ခံနိုင်ရှိတယ်ပေါ့နော်အတိမောလည်းဖြစ်သွားတယ်နော်အဲ့ migraine နဲ့ပတ်သက်လို့လည်းကိုယ်တွေအများကြီးရှိတယ်နော်ဒါကတော့ဒီထက်ကိုယ်တွေပေါ့နော်တခြားတော့ကျွန်တော်အပြင်မှာကြားခဲ့တဲ့ကိုယ်တွေလည်းအများကြီးပဲနော် next please နော်နောက်တစ်ခုကကျတော့ဖိလစ်ပိုင်ကနိုင်ငံသားပဲပေါ့နော်သူလည်းဒီကောင်းတချမ်းကိုက်ဝေဒနာကိုတက်တာလေ3-in-1 coffee တောက်တယ်နော်ဒီကောင်းတချမ်းကိုက်ဝေဒနာတက်တာပြီးပြီးဖြိုးသွားတယ်နောက်တစ်ခုကဒါတော့မြန်မာပြည်ကပေါ့နော်33နှစ်မှရှိတယ်အမှတ်ကြည်တူဖြူပေါ့နော်အဲ့တော့သူကကို4ချိန်ထိညှိပေးတာတွေ့ရတယ်တဲ့သူ့ရဲ့4ချိန်အရင်တော့53ကနေ54တိရှိတယ်အဲ့တော့4-in-1 တနေ့ကိုတောက်လက်ခံမှာသူကို50တိကိုရှော့ချသွားတယ်သူထိန်းသွားတာပေါ့နော်အဲ့လိုမျိုးပေါ့ဟုတ်အဲ့တော့ဒီ coffee ရဲ့ကိုတွေ့တဲ့အများကြီးပဲပေါ့နော်ဒီ coffee ကျွန်တော်တို့မြန်မာပြည်မှာပေါ့နော်ဟိုအရန်ဟိုပေါ့နော်အဲ့ဒီဟိုဖြစ်တော့မှဆိုရင်ကုမ္ပဏီမှာညတိတိလောက်ပေါ့နော်ဟိုစောင့်ပြီးတော့မှတန်းစီရတဲ့ဟိုပုံတွေတက်သွားတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်coffee ရောလူရဲ့ပေါ့နော်ဟိုရွှေတက်တောင်တမိုးရှိပြီးမှပေါ့လူရဲ့ဝယ်ကြအဲ့ပုံတွေကျွန်တော်ထိုင်ဝမ်ထိအောင်ရောက်သွားတယ်နော်အဲ့ကြောင့်မို့လဲကျွန်တော်ဒီ coffee စီမံကိန်းကြီးဖြစ်လာတာပေါ့နော်အဲ့ဒါကိုတော့ဆရာတွေကအရန်ကို curious ပေါ့နော်အရန်သိကျင်တယ်နောက်ဆုံးမှာဒီ coffee စီမံကိန်းကြီးပေါ်ပေါက်လာတာပေါ့လေနော်အဲ့တော့မြန်မာပြည်ကပေါ်ပေါက်လာတာလည်းပြောလို့ရတယ်နော်ဟုတ် next please Mr. Sen နော်ဟုတ်ပြီဒါဆိုရင်ခုနက111ကိုကျွန်တော်တို့ကလုပ်ပြီးသွားပြီဆိုရင်ပေါ့နော်နောက်တစ်ခုကပို့ပြီးတော့မှပေါ့နော်တေချာခိုင်မှာပြီးတော့ပို့ပြီးကြီးမားတဲ့ဝင်ငွေပို့ပြီးနဲ့ sign တဲ့ကွန်ရက်နဲ့ပေါ့နော်ပို့ပြီးတော့တေချာတဲ့ကွန်ရက်တစ်ခုကိုစနစ်တကျပေါ့နော်ဥဆောင်ပြီးသွားမှဆိုတော့လိုက်ရတယ်ပေါ့နော်ခုနက111ရဲ့ရွေချက်ကကျတော့ကိုကလုပ်ငန်းစတင်ဒါကမှကိုကပေါ့နော်ဟိုပေါ့အများကြီးပေါ့နော်ဟိုတိထတက်ဆဲတော့မလို့ဘဲနဲ့ဒီအလိုကူလေးပြပြလို့ရပြပြပြီးတော့မှအိမ်မိတ်ဆွေတွေပေါ့နော်ဒီလုပ်ငန်းထဲမှာပါလာပြီဆိုရင်ကျွန်တော်တို့3.7ကိုတေချာလေးတင်ပေးဖို့လိုအပ်တယ်။ဘာကြောင့်လဲဆိုတော့ဒါဒီကျွန်တော်တို့ကအမြင့်ခိုင်ဖို့လိုအပ်တယ်။ခုနကတော့ music လေးကျဲလိုက်တာပေါ့နော် music လေးကျဲလိုက်တယ် music လေးကျဲတော့အပင်ပေါက်သွားပြီဆိုရင်အပင်ကိုကျွန်တော်တို့ကရွှေ့ပြီးတော့မှတေချာဖိုက်ဖို့လိုအပ်တယ်။ကျွန်တော်တို့ပေါ့နော်ဟိုဟာလိုစပါးကျဲလို့ပေါ့ကျဲချလိုက်တယ်ကျဲချပြီးပြီဆိုရင်အပင်လေးတော့ပေါက်တယ်ဒါပေမဲ့ဒီအပင်ကိုတေချာရှင်တန်ဖို့အတွက်ကျတော့ကျွန်တော်တေချာစနစ်တကျပေါ့နော်တေချာစိုက်ပျိုးပြီးတော့မှအဲ့ဒါမှသူကတေချာကြီးထွားမှာဖြစ်တယ်3.7နေတဲ့ထုံးလက်ကောင်းပဲ111နဲ့ music ကျဲထားပြီဆိုရင်အဲ့ဒီမိတ်ဆွေတွေကိုတေချာစနစ်တကျနဲ့ကျွန်တော်စနစ်ထဲကိုခေါ်ဆောင်ပြီးတော့မှလုံနီးကန်ကြီးတွေပေါ့နော်စိတ်ထားတွေပေါ့နော်ကြံ့ကြည်မှုတွေအဲ့ဒါတွေကိုကျွန်တော်ကစနစ်ကျအတူတည်ဆောက်မယ်ဆိုရင်တကယ်ကိုပဲခိုင်မာတေချာတယ်ပေါ့နော်ရရှိပေါ့နော်ဒီကွန်ရက်ကြီးဖြစ်လာနိုင်တယ်နော်အဲ့ဒါကိုကျွန်တော်က3 line အကျယ်9 line နဲ့ကွန်ရက်မိတ်တူပွားခြင်းနည်းပြတာလို့ခေါ်တယ်အင်္ဂလိပ်လိုဆိုတော့3 times 7 times ဆိုတာဒါကျွန်တော်မြောက်တာပေါ့နော်3မြောက်9 network movement ပေါ့နော်ဒါကွန်ရက်လှူရှာမှုလို့လည်းခေါ်တယ် okay next please အဲ့တော့ဒီဟာလေးအတွက်ကိုကျွန်တော်တို့ကဒီ Mr. Ku ကနေပြီးတော့မှဒီ incentive ပေးထားတာပေါ့နော်ဒါ2022ဇွန်လ1ရက်နေ့ကစပြီးတော့မှကျွန်တော်တို့ကincentive ပေးထားတာပေါ့နော်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ကဆက်စချင်းပေါ့နော်ကိုကအတင်းဝင်လိုက်တယ်ဆိုရင်ပထမဦးဆုံးကိုယ့်ရဲ့ sponsor ကကိုက sponsor မိတ်ဆက်လိုက်တယ်ဆိုရင်ပထမဦးဆုံးတစ်ယောက်ကိုမိတ်ဆက်လိုက်တယ်ဆိုရင်အဲ့တစ်ယောက်စာတော့ကိုကပေါ့နော်ဒီအတင်းဝင်ကြီးပေးဖို့လိုတယ်အတင်းဝင်ကြီးကတော့အများကြီးမရှိပါဘူးစင်ကာပူဆိုရင်ကျွန်တော်$6 $6ပေါ့နော်မလေးရှားရင်းဂစ်ဆိုရင်15 ringgit ပေါ့နော်အဲ့တော့မြန်မာငွေနဲ့ဆိုတော့1000ခွဲလောက်တော့ရှိမှာပေါ့လေဒါပေမဲ့အဲ့ဒါဒီပထမဆုံးတစ်ယောက်ကိုပဲကိုကပေးဖို့လိုအပ်တယ်နော်ဒါပေမဲ့ဒီနောက်ထပ်ပေါ့နော်အဲ့လို sponsor လုပ်လိုက်သွားပြီဆိုတော့ကျွန်တော်တို့ကကုမ္ပဏီက automatic ကျွန်တော်တို့က voucher လေးထုတ်ပေးတယ်နော်အဲ့ voucher လေးနဲ့နောက်ထပ်မိတ်ဆွေတွေကိုမိတ်ဆက်ပြီးဆိုတာနဲ့ကျွန်တော်တို့ကအဲ့ဒီနောက်ထပ်မိတ်ဆွေတွေမိတ်ဆက်ပြီးကျွန်တော်တို့ကအဲ့ဒီဟိုပါပေါ့နော်အတင်းဝင်ကြီးပေးစရာမလိုအဲ့ဒါဆိုရင်ဘာကောင်းသွားလဲဆိုတော့သူဒီအတင်းဝင်ကြီးပေးစရာမလိုတဲ့ coffee ဝယ်တာဖို့အတွက်ကျွန်တော်တို့ဆန်တော့လာသွားပြီနော်အဲ့တော့သူက coffee လေးတောက်ရုံပဲ coffee လေး45 ringgit ပေါ့နော်45 ringgit လေးပဲကျွန်တော်စိုက်ပြီးတော့ coffee လေးတောက်ရုံပဲအတင်းဝင်ကြီး15 ringgit တက်တာမယ်စင်ကာပူဆိုရင်$6တက်တာမယ်နော်
အဲ့ဒါလေးပဲကျွန်တော်ကုန်ကြမယ်အဲ့တော့တကယ်လို့မြန်မာတွေဆိုတော့ကျွန်တော်ဖောင်လေးဝယ်ရတဲ့ဖောင်ကလေးပဲဖောင်ကလေးရတဲ့ပြန်50ပဲရှိတယ်စံပြန်50ပဲရှိတယ်နော်ဆိုတော့ဒါလေးပဲကျွန်တော်ကရှိတယ်ကျွန်တော်အားလုံးဒီကျွန်တော်ဆက်ပြီးတော့မှကျွန်တော်အတင်းဝင်ကြီးပေါ့နော်အလကားနဲ့ကျွန်တော်ကဆက်ပြီးတော့မှလတိုင်းပေါ့နော်ကိုကအတစ်မိတ်ဆက်မယ်ဆိုရင်တွားလို့ရတယ်နော်တကယ်လို့ဒီလမှာမိတ်ဆက်လို့ပေါ့နော်နောက်လ expire ဖြစ်သွားတယ်ပေါ့နော်တက်တန်းကုန်သွားတယ်တစ်လပြင်မိတ်ဆက်ဘူးဆိုရင်တော့ကျွန်တော်ကအတိတ်ကနေပြန်လို့အတိုင်းပဲတွားအောင်ပေါ့နော်အဲ့လိုမျိုး okay next please နော်အဲ့တော့ဟုတ်ပြီခုနလိုပေါ့နော်1 လေးလောက်လိုက်တဲ့ခါမှာကျွန်တော်က A1 ဆိုတဲ့မိတ်ဆွေလေးတယောက်ရပြီ B1 ဆိုတဲ့မိတ်ဆွေလေးတယောက် C1 ဆိုတဲ့မိတ်ဆွေလေးရပြီဆိုရင်ကျွန်တော်က1ပြောထားမိတ်ဆွေလေးကိုပို့ပြီးတော့မှအမြင့်ခံပြီးတော့တေချာဖို့အတွက်တော့ကျွန်တော်ကဘာလုပ်တင်လဲဆိုရင်အဲ့ဒီမိတ်ဆွေလေးကိုကအထက်လိုင်းတယောက်အနေနဲ့ပေါ့နော်ကူညီတင်တယ်ပေါ့နော်တော့မဟုတ်ကိုဒီအတစ်စပြီးတော့မှဝင်တဲ့လူဆိုရင်မပူနဲ့ကိုမှကူညီမဲ့အထက်လိုင်းတွေကျွမ်းကျင်ပြီးသားပေါ့နော်ဆရာတွေရှိတယ်ဒီလုပ်ငန်းထဲမှာပေါ့နော်နေ့ပေါ့နော်ကိုယ့်ရဲ့ကိုစောပြီးတော့မှပို့ပြီးတော့တည်နေတဲ့မိတ်ဆွေတွေရှိတယ်ထလိုင်းရှိတယ်ဆိုတော့သူတို့နဲ့တူတွဲပြီးတော့တင်လို့ရထလိုင်းဆိုတော့တယောက်တည်းမဟုတ်ထလိုင်းဆိုတော့ကျွန်တော်တို့ကဒီတွဲမယ်ဆိုတော့အများကြီးပဲရှိတယ်ပေါ့နော်ဒါကျွန်တော်တို့ထက်မှာဆိုရင်ဒါကွန်ပျူတာရှိတယ်မစ္စတာစင်းရှိတယ်ဆရာပထရိရှိတယ်ဆရာပထရိထက်မှာဆိုမဒါလီပေါ်ရင်းရှိတယ်မဒါလီပေါ်ရင်းထက်မှာဆိုမစ္စတာရှက်ရှိတယ် system leader ရှိတယ်စပြီပေါ့နော်ထလိုင်းဆရာတွေအများကြီးစဉ်းစားရှိတယ်အဲ့တော့အဲ့ဒီဆရာတွေနဲ့တူတွဲပြီးတော့ကျွန်တော်တင်ရုံပဲနော်အဲ့တော့ကျွန်တော်တို့ဒီစလုပ်တဲ့ချိန်မှာလည်းပဲကျွန်တော်လည်းမိတ်ဆွေ3ယောက်နဲ့ပဲစခဲ့တာပေါ့နော်မိတ်ဆွေ3ယောက်နဲ့စပြီးတော့မှဒီဆောက်ခဲ့တာအဲ့မိတ်ဆွေ3ယောက်ဒီပထမတစ်ယောက်ဒီကျွန်တော်မိတ်ဆက်လိုက်တာဆိုရင်ဟိုကဘယ်လိုခေါ်မလဲကိုအောင်ကျော်ခိုင်ပေါ့နော်ဒုတိယတစ်ယောက်မိတ်ဆက်တာဒီကိုစောမြင်ဝင်းပေါ့နော်ကိုစောမြင်ဝင်းပြီးတော့မှကိုခိုင်စော်လင်းဆိုပြီးတော့မိတ်ဆက်လိုက်တာ3ယောက်နော်အဲ့ဒီ3ယောက်ကနေပြီးတော့မှကျွန်တော်ဆင်းသွားတာဒီကိုအောင်ကျော်ခိုင်ရဲ့အောက်မှာဒိုင်းမွန်ကိုစားမြင်ဝင်းဖြစ်သွားတယ်ကိုစောအောင်မြင်ဝင်းဆိုရင်အောက်မှာကျွန်တော်ကဒိုင်းမွန်ကိုမန်းမျိုးဖြစ်သွားပြီးတော့မှတတိယမိတ်ဆက်လိုက်တဲ့ပေါ့နော်ကိုခိုင်စော်လင်းရဲ့အောက်မှာဒိုင်းမွန်ကိုမမော်တို့ပေါ့နော်ဒိုင်းမွန်ဟိုကိုစီရတက်တစပြီးပေါက်သွားတယ်အဲ့ဒါကျွန်တော်ပထမဆုံးတိဆောက်ခဲ့တဲ့အပြင်အမြင့်3လိုင်းကဆင်းသွားတာနော်အဲ့ဒါကြောင့် ABC ပေါ့နော်တွေ့ပြီဆိုတာနဲ့ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်ကိုယ့်အထက် line နဲ့ပေါ့နော်တွဲပြီးတော့မှအထက် line meeting တွေ Zoom တွေအခုလိုပေါ့နော်ကျွန်တော်ဆွေး Zoom တွေ OPP တွေအပြည့်စရာနဲ့ကျွန်တော်တို့တွဲပြီးတော့အပြည့်သွားလို့ရတယ်အပြည့်နဲ့ကျွန်တော် A2 ဆိုတဲ့ message တွေ့အောင်ရှာမယ် A3 A4 A5 A6 A7 တိအောင်ကျွန်တော်တွေ့အောင်ရှာပါမယ်နော်ဒါဆိုရင်ကိုယ့်ရဲ့အလုပ်ကဘာလဲဆိုတော့ပထမအဆုံးမိတ်ဆွေ3ယောက်ကိုရှာရုံပဲပေါ့နော်မိတ်ဆွေ3ယောက်အဲ့မိတ်ဆွေ3ယောက်ကလည်းလေတလတဘူးဆိုမှတလချင်းရှာလို့လည်းရတယ်သို့မဟုတ်ပေါ့နော်ကိုဒီအရန်ကိုပဲပေါ့နော် motivation အားကောင်းတယ်ဇွဲရှိတယ်ဒီလအတွင်းမှာဖြစ်အောင်လုပ်မယ်ဆိုတပတ်တွင်းရှာလည်းရတယ်ခဏချင်းနဲ့ဖုန်းဆက်ပြီးတော့မှ3ယောက်ကချက်ချင်းရှာလို့ရတွေ့နိုင်တယ်ဒါတော့အချိန်ဆိုတာဒီပေါ့နော်အချိန်လိုတွင်းမှာလည်းဖြစ်နိုင်တယ်လို့ကျွန်တော်ကအချိန်နေပြီတချို့လည်းပဲတနေ့မှတစ်ယောက်ပဲရှာတယ်လို့လည်း3နှစ်မှပဲဖြစ်နိုင်တယ်ဒါတော့ခုပုံမူတည်တယ်ပေါ့နော်ဆိုတော့3ယောက်ရှာပြီးတော့ဆိုရင်အဲ့ဒီ3ယောက်ကိုကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်ဒီဟိုနော် member အခမဲ့ဖိတ်မယ်နော်ခုနကလိုကိုကဘယ်လိုခေါ်မလဲsponsor ကိုထားလိုက် sponsor လုပ်ထားဆိုရင် member အခမဲ့ဖြစ်သွားပြီဆိုရင်အခမဲ့ဖိတ်ပြီးတော့မှ free လုပ်ပြီးတော့မှဖိတ်ခေါ်မယ်စီးပွားရေးတွေကိုပြီးရင်ပေါ့နော်ကိုယ်တိုင်ပေါ့နော်တကယ်လို့ကိုယ့်ရဲ့ထလိုင်းဒီကျွမ်းကျင်ပြီးသားဖြစ်တယ်ဆိုရင်တော့သူ့ရဲ့ထလိုင်းမလို့ပဲနဲ့ကိုယ်တိုင်သွားမယ်ပေါ့နော်ကိုဒီကျွမ်းကျင်ပြီးသားဖြစ်တယ်ဆိုရင်ကိုယ်တိုင်သွားမယ်တကယ်လို့မင်းချက်သေးဘူးဆိုရင်ကိုယ့်ရဲ့ထလိုင်းနဲ့တွဲပြီးတော့မှကျွန်တော်တို့ကခုနမျိုးဆက် A ကနေဆိုရင် B7 B1 ကနေဆိုရင် B7 နဲ့ C1 to C7 ဆိုပြီးတော့ခုန line တီးပြီးကျွန်တော်ဆင်းသွားဖို့လို့တယ်နော်ဆင်းပြီးတော့ကူညီလိုက်မယ်ဆင်းပြီးကူညီပြီးဆိုရင်သင်္ကန်းလည်းပဲ copy တပူပဲတောက် A1 လည်း copy တပူပဲ A2 ကလည်း copy တပူပဲ A7 လည်း copy တပူပဲတောက်အနည်းဆုံးတပူပဲတောက်တလောက်နော်တပူဆိုတာကအထုံး20နော်တကယ်ဆိုရင်ရက်20ပဲရှိတယ်နော်တကယ်ဆိုရင်တပူခွဲလောက်ထိကုန်တယ်လည်းတော့မဟုတ်ဘူးတိတောင်ကုန်တယ်ဒါတပူဆိုအနည်းဆုံးပြောတာနော် B1 ကနေလည်းထုံးလည်းကောင်းပဲ B7 တိပေါ့နော်အဲ့လိုပဲတပူစီပဲတောက်အောင်နော်ဆိုတော့ဒီမိတ်ဆွေ3ယောက်ဒီအားလုံးပေါင်းလိုက်မယ်ဆိုရင်20ခွန်3 20ကိုပေါင်းမယ်ဆိုရင်20ဆိုရင် copy တပူမှာကျွန်တော်တို့20 PB ရှိတဲ့အတွက်ပေါ့နော်6 ဆိုလဲ PB ရမယ်ဒါဆိုရင်ကျွန်တော်4ရက်ခဏဆက်ရပြီနော် PB ဆိုတာ ਨੇ အဲ့4ရက်ခဏလေးကိုကိုယ့်ရဲ့မိတ်ဆွေကိုဒီလိုပဲဖြစ်အောင်ပေါ့နော်အဲ့3 line ကိုဖြစ်အောင် A1 ကိုလည်း3 line A3 ကိုလည်းကိုလိုပဲမိတ်တူပွားလိုက်တာ ਨੇ အားလုံးဒီ4ရက်ခဏဖြစ်သွားမယ်နော်တနည်းအားဖြင့်600ဖြစ်သွားမယ်ဒါဆိုရင်အားလုံးဒီ600နမ16ကိုကျွန်တော်တို့က20နဲ့မြောက်လိုက်ပြီဆိုတော့ ਨੇ 13500ဖြစ်သွားဒါဆိုရင် manager ဖြစ်သွားရင်ကိုဒုတိယအကြိမ်မိတူပွားနဲ့ manager တတိယအကြိမ်ကိုဒီ manager ဖြစ်တယ်ဆိုရင်ကိုယ့်ရဲ့မိတ်ဆွေကိုလည်းပဲ A1 ကိုလည်းပဲ manager ဖြစ်အောင်တင် A70 manager ဖြစ်အောင်တင် B1 B7 C1 C7 ပေါ့နော်အားလုံးကိုကျွန်တော်ကိုယ်တိုင်ပေါ့နော်13000နဲ့ manager တွေဖြစ်သွားပြီဆိုရင်ကိုဒီ senior manager ဖြစ်သွားပြီနော်
အဲ့လို senior manager ဖြစ်သွားပြီဆိုရင်ကိုဒီဝင်ငွေဘယ်လောက်ရမလဲဟိုဘက်မှာကြည့်လိုက်ရအောင် next page ဆက်စကိုဒီ senior manager ဖြစ်သွားတာ1 set လို့ခေါ်တယ်တစ်ဆက်ပေါ့နော်ဒီ2.7တစ်ခုလုံးပေါ့နော် manager 21ယောက်ကိုယ့်ရဲ့အောက်က manager 20ယောက်ကိုယ်ကလည်း manager ပေါ့နော်21ယောက်ဒီ manager ဖြစ်သွားပြီဆိုတော့ ਨੇ ကိုယ့်ရဲ့ဝင်ငွေစင်ကာပူ5000ကျော်သွားပြီနော်ringgit ကလည်း1300ထက်ဖြစ်သွားပြီဒါဆိုရင်300နဲ့ထက်ဖြစ်သွားပြီနော်ဒါဒီကျွန်တော်တို့ကမိတူပွားတာ3ကြိမ်ပဲမိတူပွားတယ်တစ်ကြိမ်2ကြိမ်3ကြိမ်ပဲမိတူပွားတာနော်ဆိုတော့3ကြိမ်မိတူပွားလိုက်တာ ਨੇ ဆို3လ3လဖြစ်နိုင်တာပဲဒီဝင်ငွေကနော်သို့မဟုတ်ကိုကနည်းနည်းကြာလို့6လ3လဖြစ်နိုင်တာပဲတေချာတော့ဒီဆရာရဲ့ခံမှန်းချက်ရတော့အနည်းဆုံး6လအတွင်းမှာဒါတိဆောက်လို့ရတယ်ဒါဆိုရင်6လအတွင်းမှာတနည်းတိတိစောင့်ကြမှာပေါ့110ကျွန်တော်တနည်းတိစောင့်မယ်စောင့်မလို့ဘယ်နဲ့ကွာ6လအတွင်းဘောနော်တေချာ message action လုပ်ပြဆိုရင်ကျွန်တော်ဒီ6လအတွင်းပေါ့နော်သို့မဟုတ်တချို့ဆိုလည်းအရင်မြန်တယ်ဆို3လအတွင်းဖြစ်နိုင်တယ်နော်ဒါဆိုရင်330နဲ့ထည့်ဝင်နိုင်တယ်နော်ကိုဒီအရာကိုပေါ့နော်စီးပွားလုပ်ငန်းတစ်ခုလုပ်ပြတော့ serious လုပ်ဖို့လိုတယ်နော်တကယ်လို့ပေါ့နော်ဒီအတိုင်းပဲကိုကပေါ့နော်ဒီ3လိုင်းရောက်သွားပြီနောက်ထပ်3လိုင်းကိုအစ်စ်ကိုလည်းပဲအဲ့လိုပဲတိဆောက်ဒီလိုပဲကိုကလုံနီးတည်သွားပြီဆိုရင်နောက်ထပ်အစ်စ်3လိုင်းကိုလည်းတိဆောက်အစ်စ်3လိုင်းရလည်းပဲအားလုံးဒီ manager ခုနဆင်းတယ်လို့ပဲဆင်းသွားတယ်အပြိုင်ဆင်းသွားတယ်ဆိုရင်ပေါ့နော်အားလုံး6လိုင်းဖြစ်သွားပြီနော်ခုနဟိုတာရမီ3ယောက်မွေးတာပေါ့လေတာရမီ3ယောက်ကိုနောက်ထပ်3ယောက်မွေးတော့ခုမှတာရမီ6ယောက်ဖြစ်သွားတာပေါ့ကိုပါဝင်ဆိုရင်9ယောက်ဖြစ်သွားတယ်နော်အဲ့ဒါဆိုရင် diamond ဖြစ်သွားတဲ့အတွက်ပေါ့နော်ကိုယ့်ရဲ့ဒီအဲ့ဒီမှာရှိတဲ့ဒီဟိုပါပေါ့နော်ဒီတက်ချက်မှုရဆိုရင်ဟိုပါပေါ့ ringgit 4200စင်ကာပူတောင်း9000နဲ့အထက်ပေါ့နော်မြန်မာကျပ်ငွေ3420နဲ့ထက်နော်3400နဲ့ထက်ဒါဒီစင်ကာပူနိုင်ငံမှာကျွန်တော်တို့ပေါ့နော်အခုလက်ရှိမြန်မာတော်တော်များများဝန်ထမ်းလုပ်နေတာဒီ19000ရတဲ့မြန်မာဆိုတော်တော်လေးကိုရှာတယ်အရန်ဟိုပေါ့နော်ဟိုအရန်ကိုပဲဟိုဘွဲတွေအများကြီးအတွေ့အကြုံတွေအများကြီးအဲ့လိုမျိုးဒါပေမဲ့အခုချိန်ပြောင်းလာတိတ်တော့မတွေ့ဘူးလေဝန်ထမ်းနဲ့လောက်ရတယ်ရှိတော့ရှိမှာပေါ့လေတချို့က special operation တွေရှားရတယ်ပေါ့နော်ဒီလိုပုဂ္ဂိုလ်များရှားတယ်နော်အဲ့တော့ဆိုတော့ဒီဟာဒီ diamond ဦးရဲ့ဝင်ငွေတိန်းမြန်မာနိုင်ငံမှာဆိုတိန်း420နဲ့ထက်ဆိုတာနည်းတဲ့ဝင်ငွေမဟုတ်ပေါ့နော်ဟုတ်ဆိုတော့ဒီဝင်ငွေတစ်ခုကိုကျွန်တော်ရရှိနိုင်တယ်နောက်တစ်ခုကကိုကအဲ့လိုပဲအဲ့ဒီ6ရောက်ပြီးရင်နောက်ထပ်ကျွန်တော်ကနောက်ထပ်အတိတ်မိတ်ဆွေ3ယောက်ကိုမိတူပွားလိုက်ခါမှာ3ပေါ့နော်ဆိုရင်9ယောက်ပေါ့နော်မိတ်ဆွေ9ယောက်ဒီကိုမှတာရမီ9ယောက်ဖြစ်သွားတာတာရမီ3ယောက်ကနေမွေးလိုက်တာ6ယောက်မွေးလိုက်တယ်နောက်ဆုံးတာရမီ9ယောက်ဖြစ်သွားတယ်ပေါ့နော်ကိုတာရမီတွေအဲ့ဒါကိုလည်းပဲကိုကမျိုးဆက်80တိအောင်ကျွန်တော်တို့ကမိတူကတင်ကြပေးတဲ့ခါမှာအဲ့ဒီပေါ့နော်မိတ်ဆွေအားလုံးကလည်းပဲအဲ့လိုအောင်မြင်သွားတယ်ဆိုရင်ကိုဒီနော်ဒါပဲ diamond ဖြစ်သွားပြီးတော့မှကိုယ့်ရဲ့ဝင်ငွေဒီ ringgit 7200စင်ကာပူဒေါ်လာ29000နဲ့ထက်မြန်မာကျပ်ငွေလို့ဆိုရင်3820နဲ့အထက်ကိုကျွန်တော်ဒါရရှိမှာဖြစ်တယ်နော်အဲ့ဒီတိုင်းပဲဆက်ပြီးတော့မှ zone shop ပဲနဲ့ပေါ့နော်3ယောက်ပေါ့နော်9ယောက်ပြီးကိုကဒီအလုပ်တစ်ခုကိုကျွမ်းကျင်ပြီးသွားပြီဆိုရင်ဒါဟိုဘက်ထက်ခါတော့လုပ်မှာတကယ်တမ်းကျတော့လေကျွန်တော်တို့ကအနည်းဆုံးပေါ့နော်ဘာပဲကျွမ်းဖို့လိုလဲ3.7ပဲကျွမ်းဖို့လိုတယ်နော်အဲ့လို3ယောက်ကနေ9ယောက်ကိုမိတူပွားနိုင်အဲ့ပထမအဆင့်တစ်ဆင့်ပဲကျွန်တော်တို့ကခက်တာနော်အဲ့ဒါလည်းတကယ်တော့မခက်ဘူးတကယ်တမ်းကျတော့လုံးရင်မခက်ဘူးဘာလို့ဆိုတော့တင်ပေးမဲ့ချက်လိုင်းရှိတယ်အဲ့ဒီလူတိုင်းကလည်းပဲ coffee တပူးပဲတောက်အောင်ပုံမှန်တော့တောက်နေမှာ coffee ဘာလို့လဲဆိုတော့ကိုယ်တိုင်ကောင်းတယ်တများမိတူပွားတယ်တခြားပေါ့နော်ဟိုတခြားအစားအစာတွေတခြားပေါ့နော် coffee တွေဆိုင်တွေမှာတောက်မဲ့စားအစားလေးထိုးလိုက်ရင်တကယ်တော့ဘာမှမခက်ဘူးနော်တခြားတုံးတဲ့အတုံးစိတ်ပေါ့နော် coffee ဆိုင်တွေသွားမယ်ဗာဆိုင်သွားမယ်ညဆိုင်သွားမယ်ဆိုတော့အတုံးစိတ်ကိုအစားထိုးလိုက်တာပဲရှိတာကိုတကယ်တော့တီးတက်တိုင်ကိုကုန်လာတာမဟုတ်ဘူးဒါပေမဲ့ကိုမှကျမ်းမာရေးလည်းကောင်းတယ်ဟိုပါလည်းဖြစ်တယ်ပေါ့နော်အစားထိုးတုံးပြီးတော့မှအဲ့3လိုင်းအတိုင်းလေးကိုပဲကျွန်တော်တို့ပထမတစ်ချိန်မိတူပေါ်လိုက်တာနဲ့တိဆောက်ပေါ့နော်တိဆောက်ပြီးရင်ကိုယ်တိုင်တိဆောက်ထားတဲ့တွေ့ကြုံသူများကိုတင်ကြားပေးနိုင်တယ်ရိုးရှင်းလည်းပဲတစ်ခေါက်တင်ကြားပေးလိုက်တာနဲ့ manager ဖြစ်သွားတယ်ဟုတ်တယ်မလားကိုယ်တိုင်တိဆောက်တာတော့400ခန့်လုံးပြည့်တယ်နော်အဲ့တော့တစ်ချိန်တင်ကြားပေးလိုက်ရင် manager ပြီးရင် manager တွေအားလုံးကိုယ့်ရဲ့ manager ဖြစ်သွားစေကိုယ့်အောက်ကခုနပြောတဲ့အသေးလေးတွေပေါ့နော်ဆော့ဓမားလေးတွေသူတို့လည်း manager ဖြစ်အောင်တင်လိုက်ရုံပဲအဲ့ဒါ3ချိန်မိတူပေါ်လိုက်တာနဲ့ပေါ့နော်ကိုဒီ3လိုင်းပြီးသွားတယ်ပထမတစ်ဆက်ပြီးသွားတယ်ကျန်တာလည်းပဲအဲ့အတိုင်းပဲဆက်လုပ်သွားရင်ပဲကိုတစ်ခုဒီတစ်လိုင်းရတာဆိုရင်ကျန်တာလိုက်လုပ်သွားရမယ်နော်ဒါဆိုရင် full set ပေါ့နော်4 set ဆိုရင်ကျွန်တော်တို့က3ပေါ့နော်ဒါဆိုရင်ကို12ဦးဖြစ်သွားမှာပေါ့နော်အဲ့တော့ခုမှကိုကလေးမွေးတာပေါ့နော်3ဦး6ဦးပေါ့နော်9ဦး12ဦးပေါ့နော်ကလေး12ဦးဆိုတာမနည်းဘူးနော်ရှေ့တော့ကလည်းကလေး12ဦးမွေးကြတယ်ရှိတယ်နော်အခုမှတော့ကလေးမွေးတာနည်းသွားကြ2ယောက်3ယောက်ပဲနော်အဲ့ဆိုတော့12ဦးကိုကျွန်တော်မွေးထုတ်လိုက်တယ်ဆိုရင်ပေါ့နော်ကိုနဲ့ပါဝင်ဆိုရင်73ဦးပေါ့နော်ဒါဆိုရင် golden moon ဆိုတဲ့အဆင့်ကိုဖြစ်သွားပြီးတော့မှကိုယ့်ရဲ့ဝင်ငွေဒီတိန်းပေါ့နော်1200နဲ့အချက်ကိုရရှိမှာဖြစ်တယ်နော်စင်ကာပူဒေါ်လာဆိုရင်4000နဲ့တက်
ringgit နဲ့ဆိုရင်1သိန်း 1000 1သိန်း 2000နဲ့ထက်ပေါ့နော်ဆိုရင်သိန်း 1000 ဒါဆိုရင်ဒါဒီတစ်လဝင်ငွေနော်တစ်နှစ်ဝင်ငွေဆိုရင်သိန်း 1000 ကျော်သွားပြီနော်ဒါပေမဲ့ကျွန်တော်ရှာတွေ့နေမှာတစ်နှစ်ဝင်ငွေသိန်း 1000 ရဖို့ဆိုတာမလွယ်ဘူးလေနော်ဒါအပြင်စီးပွားရေးလောကမှာဆိုရင်ဒီနည်းမျိုးနာမှုတွေနဲ့မကျွမ်းကျင်တာနဲ့တင်ပေးမဲ့လို့လည်းမရှိဘူးအဓိကပြဿနာတွေအပြင်စီးပွားရေးလောကမှာ mentor လို့ခေါ်တဲ့ဆရာရှားတာပဲအပြင်စီးပွားရေးလောကမှာကျွန်တော်တင်ပေးနိုင်တာလေကိုယ့်ရဲ့အထက်ကကိုယ့်ရဲ့ဦးလေးတော်၎င်းကိုယ့်ရဲ့အဖေတော်၎င်းကိုယ့်ရဲ့ပေါ့နော်အဲ့လိုမျိုးပေါ့နော်ဆရာတစ်ယောက်ရှိမှရတာအဲ့လိုမျိုးပေါ့နော်ကိုယ့်ဆရာတင်ပေးမဲ့လို့မရှိဘူးဆိုခက်တယ်နော်ဒီ mentor တွေပါဆိုနိုင်ငံခြားမှာဆို mentor ဆိုရင်လေ mentor ကြီးပေးရတာအများကြီးနော်ဆိုရင်တိန်းနဲ့တန်းနဲ့ရှိလို့ပေးရတာရှိတယ် mentor ကြီးပေးပြီးသူတို့လည်းလုပ်ကြတယ်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော် mentor တွေဒီပေါ့နော်ကျွန်တော်ပေးစရာမလိုဘူးဒါပေမဲ့ mentor တွေဘာကြောင့်ကိုယ်အလကားတင်ပေးရမှာတော့အလကားတော့မရအောင် mentor ဆိုလဲကိုယ်ကလည်းကိုမိတ်ဆွေကိုတင်ပေးရဆိုတာလည်းပဲကိုမိတ်ဆွေအောင်မြင်လာပြီဆိုရင်သူလည်း mentor ကြီးရလာတာပဲသူနည်းအားဖြင့် mentor ကြီးခဲ့တော့ပေါ့နော်တင်ကြဥစ္စာမှုစုကြီးရလာအဲဒါကြောင့်မို့ကျွန်တော်တို့ win-win situation လို့ခေါ်တယ်နော်ဒီလုပ်ငန်းတွေ win-win situation ဆိုတော့အရန်ကိုကောင်းမွန်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုပေါ့နော်ဟုတ်အားလုံးဒီပါလဲဆိုတော့ကျွန်တော်တို့ကကိုယ်မှရှိတဲ့ပေါ့နော်အားနည်းချက်အတ္တချက်အကုန်လုံးပေါင်းသွားတာကိုယ်ဒီမိတ်ဆွေရှာနိုင်တယ်ကိုယ့်ရဲ့ထက်လိုင်းဒီကျွမ်းကျင်မှုရှိတယ်ဆိုတော့မိတ်ဆွေနဲ့ကျွမ်းကျင်မှုဘာကြောင့်လူတိုင်းမှာကန့်တတ်ရှိတယ်လူတိုင်းဒီပထမဦးဆုံးဒီမိတ်ဆွေဒီအများမရှိဘူးလူတစ်ယောက်မှာမိတ်ဆွေ20ဦး20 30ဆိုတာဒီလောက်ပဲဒါပေမဲ့ကိုယ်နဲ့အရန်ရင်းနှီးပါတကယ်ချင်းဆိုလဲချိုးယူလို့ရ50ယောက်ဒီလောက်ပဲရှိမယ်ဒါလူတိုင်းပုံမှန်ပဲတခြားတွေကများနေရပဲရှိ Facebook မှာဘယ်လောက်ပဲပေါ့တော့ဟိုလူ9000ပဲ follower များကိုတကယ်ရင်းနှီးတာတကယ်အဲ့လောက်မရင်းနှီးဘူးတကယ်တမ်းရင်းနှီးတာ9ယောက်10ယောက်ပဲမရင်းနှီးဘူးတကယ်ထဲဝင်ရင်းနှီးတာနော်ဟုတ်လားနော်အဲ့တော့အဲ့တိုင်းပဲကိုကတော့နမိတူပွားဆက်သွားပြီဆိုရင်ကျွန်တော်တို့ပေါ့နော်ဒီမိတ်ဆွေရဲ့အကန့်အသတ်ပေါ့နော်ကို့မှာရှိတဲ့အကန့်အသတ်ကိုအများကြီးပဲကျွန်တော်တို့ကကြော်လာပြီးတော့မှအောင်မြင်တဲ့တိုင်ဝန်းဆိုတာဖြစ်လာမှာဖြစ်တယ်နော် Okay next please Mr. Sen နော်ဟုတ်ပြီနော်ဒါကျတော့ကျွန်တော်တို့ Mr. Sen incentive ပေးတာပေါ့နော် Mr. Sen ကကျွန်တော်အရန်စေတာကောင်းပါတယ်တော့ 3.7 ကိုတကယ်တိဆောက်စေခြင်းနဲ့စေတနာနဲ့ကျွန်တော်မိတ်ဆွေပြီပေါ့နော်ကိုက ABC ဆိုတဲ့မိတ်ဆွေ3ယောက်ပေါ့နော်ခုနကပြောလို့ဒီ2024ဒီဇင်ဘာ2025ဒီဇင်ဘာအတွင်းမှာကျွန်တော်ရတယ်ဆိုရင်ပေါ့နော်အဲ့ဒီ A ရလည်းပဲ coffee နဲ့ boost B ရလည်း coffee နဲ့ boost C ရလည်း coffee နဲ့ boost ပေါ့နော်အဲ့လိုမျိုးဝယ်သုံးကြမယ်ဆိုရင်တဲ့ပေါ့နော်တင့်တက်ကို coffee နဲ့ boost ပေါ့နော်ဆုချီးမြှင့်မယ်နော်အရန်ကောင်းတယ်နော်ဟောဒါပရမတ်တစ်ဆင့်ဒီဒါ state 1ပေါ့နော်ဟောပါ next page ဆိုရင်နော်ဒါဆိုရင်ဒုတိယအဆင့်ကျတော့အောက်ကိုဆင်းတာပေါ့နော်ဒီ A1 နေပြီးတော့မှကျွန်တော် A3 တိအောင်ဆင်းနိုင်ပြီးတော့မှပေါ့နော်ပရမတ်တစ်ဆင့်ပေါ့နော် ABC ရလည်းခုနလည်းပေါ့နော်နဘူးစီတုံးဆွဲထားပြီးသားပရမတ်တစ်ဆင့်အဝတ်ကိုလည်းရပြီးသားအပြင်ကိုနောက်ထပ် A2 နဲ့ A3 ကလည်းပဲ coffee နဲ့ဘူးစီပေါ့နော်သူကသုံးတယ်ဆိုရင်ခုကိုနောက်ထပ် coffee တဘူးပေါ့နော်တင့်ကို U ဆိုတဲ့တင့်ကို coffee တဘူး Mr. Sen ကထပ်ဆင်းဆောင်ပေးမယ်နော် Okay next page ဒါကလည်းခုနလိုပေါ့နော်အဆင့်1ကောအဆင့်2ကောကိုကအောင်မြင်ဟိုပါပေါ့နော် qualify ဖြစ်ပြီးတာဆုရပြီးတာပေါ့နော်နောက်ထပ်မိတ်ဆွေ A3 အောက်ကပေါ့နော် A4 ကနေ A7 ထိအောင်ကိုကလည်းပဲအောက်တွေကိုကိုယ့်မိတ်ဆွေတွေကူညီပြီးတော့မှသူတို့အတင်းဝင်တယ်မိတ်တူပွားသင်ကြားပေးထားနိုင်တယ်အဲ့တော့သူတို့တွေကလည်းပေါ့နော်တူးကိုနဘူးစီနဘူးဆိုတော့တကယ်တော့ကျွန်တော်တို့ကဒါလက်တွေ့ကြတယ်ဘာလို့လဲဆိုတော့တဘူးမှာအထုပ်20ပါတယ်နဘူးဆိုရင်အထုပ်40ဆိုရင်ကိုလည်းတောက်မယ်ကိုမိတ်ဆွေလည်း share မယ်ဆိုတော့ပေါ့ပဲเนาะကိုကတဘူးတောက်မယ်ဆိုတော့တငယ်ချင်းနဲ့တွေ့ရင်ကိုကတငယ်ချင်းကိုလည်းတိုက်ဦးမှာလေတငယ်ချင်းလာဆိုတော့ကိုက coffee လေးတိုက်ကြမယ်စကားပြောကြမယ်ဆိုတာရှိတယ်အဲ့တော့ကိုကလည်းပဲတငယ်ချင်းတိုက်ရင်ကိုလည်းတောက်ရင်းနဲ့ပေါ့နော်အဲ့လိုမိတ်တူပွားတာเนาะအဲ့ဒါမှလည်းပဲကိုကတငယ်ချင်းဆိုတာတွေ့မှာလေတွေ့မှာတငယ်ချင်းတွေ့လို့ကိုကဘာမှမတိုက်ဘူးဆိုတော့တငယ်ချင်းဘယ်လို coffee ကိုကျွန်တော်တို့သိမလဲเนาะအဲ့တော့ကိုကအလကားပေးစရာမလိုဘူးအဓိကဒီကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်တကယ်ချင်းနဲ့တွေ့မယ်တွေ့တဲ့ခါကျရင်ကိုယ်တိုင် complete တောက်ကိုမိတ်ဆွေလည်းပြောကျွန်တော်နဲ့ကိုတင်ကိုနဲ့တွေ့တယ်အဲ့လိုပဲအလုပ်တစ်ခုမှအဲ့လိုပဲအလုပ်တစ်ခုမှတွေ့ကြရင်နဲ့ပေါ့နော်မနေ့ကျတော့အေးတင်ကိုရေးပေါ့နော်ညီလေးကြီးပေါ့ဟိုကနေသွားကြအောင်ဆိုပြီးသွားကြရင်လည်းအဲ့မှာကျွန်တော်လည်း engineer တို့လည်းကျွန်တော်ရှင်မှာအချိန်ကိုလာလောက်ရင်းနဲ့တွေ့ကြရင်လည်းကျွန်တော်လည်း coffee အများအားယူသွားတယ် coffee တော်လေးတည်သွားတယ်အကျင့်ရှိတယ်အဲ့တော့ကျွန်တော်အိတ်ထဲကနေ coffee လေးတစ်ခွက်တော့ရင်းနှီးလေးပဲဆိုင်ရမှာတောက်တယ်သူ့ coffee တစ်ခွက်တိုက်တယ်ကျန်တဲ့မုံလေးတော့မှစားကြတော့ပေါ့နော်စကားပြောရင်းနဲ့ညီလေးရည်ဒီကိုက engineer လုပ်ရင်းနဲ့ပေါ့နော်ဒီဟိုဟာလေးပေါ့နော်အပူစီးပွားရေးဟိုနော်ပုံငွေစီးပွားရေးလုပ်ငန်းလေးတစ်ခုကိုလုပ်နေတာဒီ coffee ကိုဖြန့်နေတာဆိုတော့အဲ့ခါမှာသူညနေကျအရင်စိတ်ဝင်စားတော့ဖုန်းနံပါတ်ယူပြီးတော့အဲ့မှာစပြီးတော့သူ
ပေါ့နော်ဒါအောင်မြင်တဲ့ထိဖြစ်သွားတယ်နော်အဲ့လိုပဲကျွန်တော်တို့ကကိုမိတ်ဆွေနဲ့တွေ့ရင်ကိုတိုင်း copy တောက်ကိုမိတ်ဆွေကိုလည်း copy share ဖို့အတွက်လိုအပ်တယ်နော်အဲ့လိုမျိုးတော့လောက်သွားဖို့အတွက်ကျွန်တော်ဒါ idea ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒါအဆင့်3ပေါ့အဝတ်3လို့ခေါ်တယ်နော် next week ဆိုစမ်းနောက်အဆင့်ကြတော့အဆင့်1နဲ့3ထိအောင်ကိုက qualify ဖြစ်ပြီးတာဖြစ်ပြီးတဲ့အချိန်မှာကျွန်တော်တို့က B2 ကနေကျွန်တော်တို့ပေါ့နော် B7 ထိအောင်နောက်ထပ်ပေါ့နော်ဒုတိယ line ပေါ့ပထမတစ် line ပြီးတော့ဒုတိယတစ် line ကိုအနက်ဆင်းသွားတာ B7 ကအနက်ဆင်းသွားပြီးတော့မှအဲ့ဒီမိတ်ဆွေတွေကလည်းပဲ copy နှစ်ဘူးနဲ့တောက်ရင်းနဲ့သူတို့လည်းတောက်သူများလည်း share ပေါ့နော်ဆိုတော့စိတ်ကောင်းတဲ့ copy လေးတွေပေါ့နော်ကိုလည်းတောက်မယ်သူများကောင်းကျုံးလည်း share မယ်ပေါ့နော်အဲ့လိုလေး share ပေးလိုက်တဲ့မိတ်ဆွေလေးတွေပေါ့နော်ဒီဒုတိယ line အောင်မြင်သွားပြီဆိုရင်ပေါ့နော်Mr. စင်းကနေပြီးတော့မှကို copy ဒီတစ်ခေါက်တော့နှစ်ဘူးပေါ့နော်ခိုင်းစီတစ်ဘူးပဲနော် you ဆိုတဲ့တင်ကိုနှစ်ဘူးကျွန်တော်တို့ကတောင်းပေါ့နော် Mr. စင်းကနေပြီးတော့မှချိမြင့်ပေးမှာဖြစ်ပါတယ် okay next please အေးရ okay နောက်တစ်ဆင့်ကတော့အဆင့်5ပေါ့နော်ဒါအဝတ်5လို့ခေါ်တယ်အဝတ်5ကျတော့ခုနကတော့ဒုတိယပထမဒုတိယတတိယပေါ့နော်တတိယတစ် line မှာ C2 ကနေ C7 ထိအောင်ပေါ့နော်မိတ်ဆွေတွေကိုမိတ်သူကတင်ကြားပေးပြီးတော့မှပေါ့နော်သူတို့ရလည်းအတင်းနဲ့ဝင်တယ် copy လည်းတောက်တယ်ကိုမိတ်ဆွေလည်း share တယ်ပေါ့နော် C1 C2 C3 စပြီး share သွားတယ် share နဲ့သူတို့လည်းအောင်မြင်သွားတယ်ပေါ့နော်ဆိုတော့အောင်မြင်သွားတယ်ဆိုရင်ကို copy ပေါ့နော်နောက်ထပ်ဒီစစနဲ့ copy နဲ့ပူမိတ်သူပွားပေးမှာပေါ့နော်အဲ့တော့ဒီဟာလေးတွေဖြစ်ဖို့တော့ကကိုကဘာလုပ်ရလဲဆိုတော့ကိုကတင့်ရဲ့အထက် line နဲ့အတူတူကျွန်တော်တို့ကမိတ်ဆွေလေးကိုတွေ့ပြီးတော့မှကျွန်တော်တို့က OPP လို့ခေါ်တယ်အခုကျွန်တော်ပြောလို့ခွင့်လန်းပေးတာအဲ့ဆိုအဲ့ဒါတွေကိုကိုတိုင်း OPP ပြောစရာမလိုကျွန်တော်တို့ပထမဆုံးကစားမှာကျွန်တော်တို့ဘာမှမလုပ်တတ်တော့ဘာလို့လဲထက် line တွေပဲမိတ်ဆက်ပေးတာyou know ဆိုကျွန်တော်အထက် line တယောက်ရှိတယ်ပေါ့နော်ကိုတေးပေးပေါ့နော်သူကအကုန်လုံးပြောပေးတာအဲ့ဆိုကျွန်တော်ပြီးတော့မှသူကနေပြီးတော့မှ Mr. စင်းမိတ်ဆက်ပေးတယ်ပေါ့နော်Mr. စင်းကနေပြီးတော့တစ်ခါလုပ်ပေးတယ်စသဖြင့်ပေါ့နော်ဆိုတော့ခုမှထက် line စင်းနေရှိတယ်ဆိုတော့ထက် line စင်းတွေကအကူအညီနဲ့ကျွန်တော်တွားတာအဲ့ကြောင့်မို့ကိုစလုပ်တဲ့ခါမှာကိုလုတ်ကပေါ့နော် ABC ဆိုတဲ့ rule ပေါ့နော်ကိုက B ဆိုတဲ့နေရာမှာနေပြီးတော့မှကိုယ့်ရဲ့အထက် line နဲ့ကိုယ့်ရဲ့မိတ်ဆွေနဲ့အတင်းနဲ့တွေ့ပြီးတော့မှကျွန်တော်ကပေါ့နော်အဲ့ဒီအောင်မြင်တဲ့ပေါ့နော်မိတ်ဆွေတွေကိုလက်ဆင့်ကမ်းသွားတာနော်အဲ့ C ဆိုရင် CD 2ဒီပါလဲဆိုတော့တင်ယူတဲ့အဆင့်ပဲရှိတယ် U ကနေပြီးတော့မှတင်သွားမယ် C2 ရမယ်C2 တဖြည်းဖြည်းနဲ့အဲ့လိုပဲဆင်းပြီးတော့အပေါ်ကထလိုင်းနေလိုက်ပြီးတော့ဆင်းသွားတာအဲ့တော့တဖြည်းဖြည်းနဲ့ C2 ကနေ C2 ရပြီဆိုရင် C3 ကိုလိုက်ဖို့အတွက်ဆိုရင်ကျွန်တော် C3 ရဖို့အတွက်ဆိုရင် U ရော C1 ပါမယ်နော်အဲ့လိုမျိုးပေါ့တနည်းအားဖြင့် C4 ကနေပြီးတော့ C5 ရဖို့အတွက်ဆိုလဲ C4 ကကိုကမိတ်ဆွေတွေဖက်ရုံပဲအဲ့တော့ကိုယ့်အထက် line တွေက U C1 C2 C3 အဲ့ထက် line အကုန်လုံးအခုရှိလာပြီးတော့ကူညီပေးမှာC7 C6 ဖြစ်သွားပြီဆိုတော့ U ကနေပြီးတော့မှ C5 ထိပေါ့နော်အဲ့ဒီအထက် line တွေအကုန်ကြီးကနေပြီးတော့လာပြီးပြင်ပေးမှာနောက်ဆုံး C7 ထိနော်အဲ့လိုမျိုးကျွန်တော်အခုဂျကာတာသွားရဲဆိုရင်တင်နေဆိုရမိတ်ဆွေကျွန်တော်အောက်ကမိတ်ဆွေအဲ့တော့သူတို့ကိုကျွန်တော်ကူညီပေးတဲ့ကံမှာကျွန်တော်တွေသူ့ရဲ့ထက် line ကျွန်တော်ထက် line မှာကူပီတာရှိတယ် Mr. ဆင်းရှိတယ်ကျွန်တော်၃ယောက်အားလုံးဆင်းပြီးတော့ဟိုဘက်မှာဆင်းပြီးကူညီလိုက်ပေးလိုက်တာပေးလိုက်တဲ့ကဟိုဘက်မှာလေတစ်ဘိုးနဲ့ပေါက်ချက်လာတာအများကြီးပဲဒီမှာဟိုပါပေါ့နော်မီတင်နဲ့တက်ကြပြောစရာကြီးအဲ့လိုမျိုးပေါ့နော်အဲ့ဒါကြောင့်မို့အထက် line များရှိလေကျွန်တော်တို့အောင်မြင်ကြီးအများများလေးလေနော်ဘာလို့အထက် line မှာကြောင်မတူညီတဲ့အတားချက်တွေအများကြီးရှိတယ်အဲ့ဒါကြောင့်ဒီစနစ်ကြီးအရန်ကိုကောင်းတယ်နော်ကိုတယောက်ထက်လုပ်စရာမလိုကိုအလုပ်ကမိတ်ဆွေဖိတ်ရုံပဲ invitation တာပဲကျန်တဲ့အလုပ်တွေကပြောမဲ့ပြုမဲ့အလုပ်တွေကူညီပေးမဲ့လူအများကြီးအတူတပတ်လက်တွေ့လာတာဆိုတော့ဒီစနစ်ကြီးကအရန်ကိုကောင်းတယ်နော်အရန်ကိုကောင်းတယ်ဆိုတော့111ကျတော့ကိုကတကယ်လို့ထလိုင်းမရှိတဲ့ချိန်ကိုကရိုကူပြောလို့ရအောင်စထားရုံပဲစထားပြီးဆိုတော့လည်းကျွန်တော်3.7နဲ့ပြန်ကတ်ပြီးတော့မှစနစ်ထဲထည့်ရုံပဲနော်ဒါဆိုရင်ကျွန်တော်တို့ဒီလိုအောင်မြင်ခိုင်မာတဲ့ဟာကြီးကလေကိုယ်အကြီးကြီးကအချိန်လိုတွင်းမှာကိုခါတယ်တပြိုင်တည်းထဲမှာတကယ်ပေါက်ဆုပ်ကြီးလိုပဲပေါ့နော်ကျွန်တော်အများကြီးပောက်ကွဲအားရှိတယ်ပေါ့နော်ဟုတ်အားကြောင့်ဒီစနစ်ကြီးကအရန်ကိုကောင်းတာအင်ဒိုနီးရှားမှာဆိုရင်ကျွန်တော်မိတ်ဆွေတယောက်မေးကြည့်တာspecial manager တယောက်ကိုမေးကြည့်တာငါ special manager ဖြစ်နေပြီဒီနေ့မှ manager ဘယ်လောက်ရှိလဲဆိုတာ manager 60ရှိတယ်ကျန် special manager တယောက်မှအောက်မှာ manager 60ရှိတာမနေဘူးနော်အများကြီးရှိတယ်အဲ့လိုမျိုးအားကြောင့်မို့သူတို့ရဲ့ဝင်ငွေတွေကလည်းအရန်ကိုပဲခိုင်မာပြီးတော့အရန်ကောင်းတယ်ကိုရင်ကြီးကနစ်ပြီးတော့နော်ဟုတ် next page ဆိုတော့အဲ့တော့နောက်ထပ်အမှအဝတ်ပဲနော်ဒီကကျတော့ဗာလဲဆိုတော့ကျွန်တော်ကိုကပေါ့နော် senior ဖြစ်အောင်လုပ်ပြီးရင်ကိုအောက်မှာလဲ senior 3ယောက်မွေးပေါ့နော်အဲ့ဒါမဲ့အဲ့ senior တွေ line နဲ့ဖြစ်တဲ့ senior ဖြစ်ရမယ်ခုနကလည်းပေါ့နော်3ယောက်3 line ပေါ့တခါတည်းပဲကိုရဲ့အမှတ်နဲ့ဖြစ်တဲ့ senior မဟုတ်ပေါ့နော်ကိုရဲ့ line လေးတွေနဲ့ဖြစ်တယ်ကိုအောက်မှာလဲအဲ့ line လေးနဲ့ဖြစ်တဲ့ senior 3ယောက်ကိုယ်တိုင် senior မဟုတ်ဘဲနဲ့ကိုယ်တိုင် senior ဖြစ်တဲ့ပြင်ကိုရဲ့မိတ်ဆွေ3ယောက်ကလည်းပဲကိုလိုမျိုး senior ဖြစ်တယ် line 3 line နဲ့ဖြစ်တယ်ဆိုရင်
မစ္စတာကူက9နှစ်တည်းဖြစ်တယ်ဆိုတော့မှထပ်ဆောင်ပြီးတော့မှ ringgit 2000ခွဲပေးမှာမြန်မာငွေနဲ့ဆိုရင်350နဲ့ထပ်ကိုပေးမှာနော်ဆိုတော့အရင်ကကောင်းတဲ့အစီအစဉ်တစ်ခုပဲနော် next please နော်အဲ့တော့ဒါဆိုရင်အောင်မြင်နိုင်တဲ့ကျွန်တော်တို့ပေါ့နော်အောင်မြင်ပြီးသားပေါ့နော်ဒီပေါ့နော်လုပ်ငန်းတော့အောင်မြင်ပြီးသားလို့မရှိဘူးလားရှိပါတယ်နော်အောင်မြင်ပြီးသားဆိုတာကျွန်တော်ရဲ့အရှိမရှိတယ်ဒါမစ္စတာစင်းကြီးပေါ့နော်ဒါမစ္စတာစင်းဆိုရင်ဒါခုနဒီ meeting ကို organize လုပ်တဲ့အစားအောင် intro လုပ်ထားတဲ့ဆရာကြီးပေါ့နော်အဲ့တော့ဒီဆရာဆိုရင်အောင်မြင်တဲ့ပေါ့နော်ဒီအတွေ့အကြုံတွေရှိတယ်မစ္စတာစင်းကပေါ့နော်ဒီ2002ခုနှစ်ကနေပြီးတော့မှပေါ့နော်သူ့ရဲ့ဒီဟိုမိခင်ပေါ့နော်ဒီလေဖြတ်တဲ့ယောဂဝေဒနာစဖြစ်ခဲ့တာလေဖြတ်တာနဲ့အဲ့ဒါနဲ့ပထမတော့ကလည်းသူဒီဟာကိုယုံကြည်တာတော့မဟုတ်ဘူးဒါပေမဲ့သူ့မိခင်လေဖြတ်တော့လင်စည်းပေါ့နော်သူ့မိခင်လင်စည်းကျွေးရင်းနဲ့သူ့မိခင်က3လတည်းမှာပဲခုနဒီလေဖြတ်တဲ့ဝေဒနာတက်တာလာပြီးတော့မှအသက်65နှစ်ထိအောင်သူပြုစုပြီးတော့ဒီလင်စည်းနဲ့ပြုစုပြီးတော့မှသူပေါ့နော်ဒါအသက်ရှင်နေသွားနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့အခုလိုလည်းရတယ်ဝင်လဲဝါရဆိုလို့ငါတခု2002ခုနှစ်ကနေစခဲ့တာနော်အခုဆိုရင်20နှစ်မှ3နှစ်ဆိုတဲ့အတွေ့အကြုံလေးရှိနေပြီပြီးရင်စင်ကာပူတို့မလေးရှားတို့မြန်မာတို့အင်ဒိုနီးရှားတွေမှာလည်းငွေရတကြီးပဲတိစောက်ထားခဲ့နော်အဲ့လိုမျိုးအဲ့ဆိုတော့ဒီဆရာရဲ့ပေါ့နော်ဒီနှလုံးသားအကြီးပဲပေါ့နော်အဲ့ဒါကြောင့်မို့လဲဒီလိုကြီးမားတဲ့ကွန်ရက်ကိုတိစောက်နိုင်တာအဲ့တော့ရှန်ဟောအတွက်ပေါ့နော်နိုင်ငံတကာဟောပြောပွဲတွေမှာလည်းပေါ့နော်အဓိကသူကပေါ့နော်သင်ကြားပေးနေတဲ့ပုံကူလည်းဖြစ်တယ်လို့ပေါ့နော်အဲဒီလင်ဇီးနဲ့ပတ်သက်ရင်လည်းအားလုံးကဒီဆရာကိုတော်တော်များများအားကိုးကြတယ်ပေါ့နော်။ဘာလို့လဲဆိုတော့သူ့ရဲ့အတွေ့အကြုံတွေပေါ့နော် confident တွေပေါ့နော် knowledgeable ဖြစ်မှုတွေလူမှုရေးပေါ့နော်ဒီစိတ်ရှိတိခံမှုတွေကြောင့်ပေါ့နော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လည်းကျွန်တော်ကရှိနေကြတာပေါ့နော်။ဒါဆရာဆိုရင်အရင်အောင်မြင်တဲ့ကိုယ်တိုင်မှုအဆင့်ပေါ့နော်ဆိုတာကိုကျွန်တော်ဒါရောက်ရှိသွားပြီပေါ့နော်။ Okay ပါ next please နော်ခဏနေကြရင်ဒီဆရာကကျွန်တော်မိကုံးမိဖြေတွေတော့ဒီလည်းလောက်တော့ပြင်မယ်နော်အဲ့တော့နောက်တစ်ခု business testimony ကတော့ဒီမှာရှိတယ်ဒီအမျိုးသမီးပေါ့နော်ဟိုပါပေါ့နော် Janice Gan လို့ခေါ်တယ်နော်ဒါသူ့ရဲ့အမျိုးသားပေါ့နော်အဲ့တော့ Janice Gan ကကျွန်တော်မမရရပေါ့နော်ကျွန်တော်နဲ့အတင်းဝင်တာတိတ်မကြဘူး2009ခုနှစ်တော့9လပိုင်းမှာအတင်းဝင်တယ်ကျွန်တော်2009ခုနှစ်3လပိုင်းမှာအတင်းဝင်တယ်ဆိုတော့ကျွန်တော်အတင်းဝင်ပြီးတော့2လမှာပဲသူကအတင်းဝင်တာပေါ့နော်ဒါပေမဲ့2000နဲ့မှ18ထိအောင်ပေါ့နော်သူကပါလဲဆိုတော့ဒီဟိုပါပေါ့နော်ဒီ10နှစ်ကျော်ထိအောင်သူကအရင်ညမအောင်မြင်ခဲ့တယ်ဘူးအဲတော့ senior manager အဆင့်ပဲရှိသေးတယ်ပေါ့နော်ဒါပေမဲ့သူရဲ့ဝင်ငွေကလက်လစားလဲစင်ကာပူမှာဆို1000 တန်းချလို့ရတယ်DBS ဆိုအဲ့လို manager တွေပေါ့နော်ဒီပန်နေမှာဆိုသူက relationship manager အဆင့်ရလို့ရှိတယ်ဒါပေမဲ့သူကဘာဖြစ်လဲဆိုတော့အဲ့ဒီမှာစိတ်ကြည်စည်မှုအရင်များတယ်အလုပ်ကအရင်စိန်ခေါ်မှုတွေများတဲ့ခါကျတော့သူအရင်ပေါ့နော်သူ့အလုပ်မှမပြောတော့ဒီလုပ်ငန်းကိုလေ့လာဒီလုပ်ငန်းမှာအရင်ပေါ့နော်အောင်မြင်နေကြတယ်သူတွေ့တယ်ဒါပေမဲ့ဖြစ်ချင်တာကျွန်တော်မြန်မာပြည်ကို2018ပေါ့နော်3လပိုင်းမှာမစ္စတာကူကြီးကရောက်ချလာပြီးတော့မှကျွန်တော်ကော်ဖီစီမံကိန်းနဲ့ပတ်သက်လို့ပြောတဲ့အခါမှာမစ္စတာကူရဲ့ပေါ့နော်ဒီဟိုဗီဒီယိုကိုကျွန်တော်တို့ရဲ့ downline တယောက်ကပေါ့နော်သူကဟိုဗီဒီယိုရိုက်ထားပေးတာကျွန်တော်မှတ်မိလောက်ကကိုဝနအမျိုးသမီးလားမသိဘူးသူကနေပြီးရိုက်ထားပြီးတော့မှအဲ့ဒီကျွန်တော်ဟိုမမိုးလားမသိပါတာပြန်အရင်ကောင်းတယ်သူကလည်းဟိုဘာသာပြန်ချက်ကတော့တော်တော်ကိုလမ်းထွက်တာအရင်ကောင်းတယ်အဲ့ဒါနဲ့သူ့ရဲ့ဟောနားထောင်ပြီးတော့ကျွန်တော်9ချိန်လောက်နားထောင်ပြလိုက်တယ်အဲ့ဒါကိုအဲ့ဒီဗီဒီယိုဖိုင်ကို9ချိန်လည်းနားထောင်ပြီးတော့ကျွန်တော်သဘောလေးပေါက်ပြီးတော့စက်တင်မွေးထားပြီးတော့ဒီလုပ်ငန်းရဲ့ potential အကြီးပဲအလားအကြီးပဲဆိုတော့မြင်တော့တဲ့အချိန်မှာလေအဲ့ဒါနဲ့ကျွန်တော်ဒီ leader တွေခေါ်တာပေါ့ကိုတင်ကိုတို့ကိုဇီယာတို့ကိုကျော်ဇီယာတို့အများကြီးပေါ့နော် leader တွေခေါ်ပြီးစပြီးလောက်ကြမယ် line C မှာစမယ်ဆို line C မှာကျွန်တော်စပြီးတော့မှပေါ့နော်ပွဲကြီးစလိုက်တာအဲ့ဒီ11 copy တော့အဲ့ဒီမှာလူ1000ကျော်လောက်ကိုတက်တယ်အဲ့ဒီမှာဒီမှာလေထဲမှာမြောက်ခါကြပါတော့အားလုံးကတက်ကြွသွားကြတာမင်းတို့လည်းကိုလေထဲမှာမြောက်ထားလိုက်ပါအဲ့ဒါနေစပြီးတော့ကျွန်တော်မန္တလေးမှာလည်းလောက်တယ်မန္တလေးမှာဆိုရင်ကျွန်တော်ဒါပုံကျောင်းမှာနော်အဲ့တော့ဆိုရင်လူ1500လူ1200 1300 1500လောက်ရှိမှမသိဘူးနည်းလည်းမဟုတ်ဘူးပြီးတော့မှကျွန်တော်ဒီမော်လမြိုင်တို့နောက်ဒီမြကြီးနားနောက်တစ်ခါလာရှိုးအစုံပဲနောက်တစ်ခါဒီအလဲပိုင်းဒီဟိုဟာတွေရောတသိန်းအစုံပဲအကုန်လုံးပတ်လောက်တယ်ပတ်မွေတယ်ပတ်လောက်တော့အဲ့ဒီမှာ6လစီမှာဒိုင်းမွန်းတွေကလေခါပေါ့ဆိုလို့လို့နဲ့ဖြစ်လာတာအများကြီးပဲအဲ့ဒီတွေ့ကြုံတွေကိုမစ္စတာစင်ဟဲနေစင်ကာပူမှာ share ပါလားဆိုတော့အဲ့ဒါနဲ့စင်ကာပူမှာကျွန်တော်တို့ကမျှဝေလိုက်တာပေါ့ပုံမြင်တကွာပေါ့နော်အများကြီးမျှဝေပလိုက်တာမျှဝေလိုက်တော့လေတက်ကြွဆိုတော့မျှဝေတော့ဒီ Diamond Janice ကန်ဒီအဲ့တော့ကတော့စီနီယာပဲရှိတယ်သူကအရင်တက်ကြွသွားတာဒါဆိုတော့သူနဲ့ကျွန်တော်နဲ့လည်းအသက်အရွယ်အဖြစ်နဲ့တိတ်မကွာဘူးဝင်လာလည်းတိတ်မကွာဘူးဒါပေမဲ့ကျွန်တော်အောင်မြင်နေတော့သူတွေ့တဲ့အခါမှာသူအရင်တက်ကြွတာနဲ့သူကလည်းဆက်ပြီးတော့စူးစမ်းလိုက်တာအဲ့ဒီနှစ်ထဲမှာပဲသူကပေါ့နော်ဒီဟို six special ဖြစ်ပြီးတော့မှ
ဒီ2019မှာသူက diamond ဖြစ်သွားတယ်နော်နောက်တစ်နှစ်မှာလည်း diamond ဖြစ်တယ်နောက်တစ်တစ်နှစ်မှာပဲသူ double diamond ဖြစ်သွားတယ်အခုဆိုတော့ triple ဖြစ်နေပြီအဲ့ဒါကြောင့်မို့တကယ်တမ်းစူးစမ်းရင်တစ်နှစ်ပဲသေချာစူးစမ်းတစ်နှစ်ပဲကျွန်တော်ဒီမြန်မာစူးစမ်း6လအတွင်းမှာတော့ဖြစ်တယ်နော်အဲ့ဒါမျိုးနော်တကယ်အဲ့ဒါစူးစမ်းရင်ဖြစ်တယ်နော် next page ဆိုရင်နော်အဲ့ဒါနဲ့သူကအဲ့ဒီသူ့ရဲ့ outline ပေါ့နော်ဒီမှာရှေ့ Mariani ဆိုတာဒီမိတ်ဆွေဒါမလေးရှားနိုင်ငံရဲ့အရှေ့ချမ်းပေါ့နော်မလေးရှားနိုင်ငံမှာအနောက်ချမ်းရှိအရှေ့ချမ်းရှိပင်လယ်ကျော်ပြီးဟုတ်ပဲအရှေ့ချမ်းဘက်မှာသူကတခြားသောကွန်ရက်စီးပွားရေး multi level ကိုနှစ်20လောက်တာမအောင်မြင်ဘူးအဲ့မှာသူ့ရဲ့သမီးကိုကြောင်းထားဖို့တော့သူအဲ့လိုမတက်နိုင်ဘူးသူကအကြောင်းထားချင်တာနိုင်ငံခြားအကြောင်းပေါ့နော်ဒီ international အကြောင်းထားချင်တာအဲ့ဒီတက္ကသိုလ်ထားချင်တာအဲ့ဒါနဲ့ပေါ့နော်ဒီဟိုပါပေါ့တခြားသောကွန်ရက်စီးပွားရေးတွေက multi level တွေကဘာဖြစ်လဲဆိုတော့အရင်းနှီးတွေအများကြီးပြီးတော့နည်းနည်းလေးပဲရတယ်ပေါ့နော်ဒီမှာဆိုရင်သူပြောပြတာပေါ့နော်အရင်းနှီးကတိလေးပဲပေါ့နော် copy တစ်ထုံးတစ်ထုပ်ဆိုတော့ဘယ်လောက်မှတန်ဖိုးမရှိအကြီးကြီးပဲရတယ်ပေါ့နော်သူအဲ့ဒါအရင်တွေ့သွားတာတခြားအရင်ကိုကွာတယ်ဆိုတော့တွေ့ရအဲ့ဒီမှာလေပြီးတော့ကျွန်တော်တို့ copy နဲ့ပေါ့နော်ဒီစင်တူတဲ့တခြားသော copy ပေါ့နော်ရှာလို့မတွေ့ဘူးအရသာရောသူ့ထူးခြားချက်တွေရောလုံးဝရှာမတွေ့ဘူးဟုတ်နော်ဆိုတော့ဒီ copy ကလည်းရန်ထူးခြားတယ်ပြီးရင် copy ဒီကျွန်တော်တို့က front end ပေါ့အရှေ့ကနေလာပြီးရင်နောက်ပြန်မှာကျွန်တော် link ဆိုတာကြာရှိနေပေါ့နော်ဆိုတော့ဒါကြီးကိုသူမြင်တဲ့ခါမှာပေါ့နော်စူးစမ်းလိုက်တာတခါတည်းပဲသူကလေ line စီလိုက်တာ14 line တန်းစီပြီးတော့တခါတည်းစူးစမ်းလိုက်တာအဲ့တော့18လမှာပဲသူက9 diamond တန်းဖြစ်တာနော်9 diamond တန်းဖြစ်တာသူများလို့သူကတိတိလေးမတော်တခါတည်းသွားတာအဲ့တချို့ကတော့မတူဘူးပေါ့နော်တချို့တော့သူတို့ကျတော့ဘယ်လိုခေါ်မလဲအရန်ဟိုစူးစမ်းစီနေရှိတော့ခါတည်းသွားလို့ရတယ်ခါတည်း line ဆင်းပြီးတော့ခါတည်းသွားတာနော်သွားတဲ့ခါမှာ18လနဲ့9 diamond အခုဒါကျွန်တော်ဒီမလေးရှားစံကိုရှော့ဟောမှာဆိုရင်ကျွန်တော်ဒါဟိုပါပေါ့နော်စံချိန်တင်သွားတာသူပဲနော်ဒီမိတ်ဆွေလည်းသူ့တက်ကိုစံချိန်ချိုးခြင်းရတယ်နော်တနေ့တွင်ကိုယ်တိုင်မဖြစ်နေတယ်ဆိုသူ့စံချိန်ချိုးလို့ရတယ်အရင်တော့ကျွန်တော်စံချိန်ချိုးခဲ့တာအမှတ်တင်ချိုးပါနော်အဲ့တော့ကတော့3နှစ်တွင်ကိုယ်တိုင်မဖြစ်ခဲ့တာနော်အဲ့လိုမျိုးပေါ့နော်ဆိုတော့သူ့ရဲ့စံချိန်ကိုသူကထပ်ချိုးတယ်နော်စံချိန်ချိုးကြည့်တယ်ဆိုရင်ချိုးလို့ရတယ်နော် Okay next please Mr. နော်ဒါဆိုရင်ဒါသူ့ရဲ့ဝင်ငွေပေါ့နော်ဒါသူ့ရဲ့ဝင်ငွေသူ2018အောက်တိုဘာမှာစဝင်တော့ငါသူ့ရဲ့ဝင်ငွေဟာဟိုပါပဲရှိတယ် ringgit 192ဆိုတော့2သိန်းနီးပါးလောက်ပေါ့နော်ပထမလမှာပဲစရတယ်အဲ့ဒါနဲ့6လတွင်စူးစမ်းလိုက်တာနောက်ဆိုကို April မှာတွင်ပဲသူ့ရဲ့ဝင်ငွေတွေ ringgit 9000ကျော်ဆိုတော့85သိန်းလောက်ဝင်သွားတယ်နော်ဆိုတော့2သိန်းကနေ85သိန်းထိအောင်ဆိုတော့6လတွင်မှာပဲကျွန်တော်ဒါဝင်ငွေကိုအဲ့လိုတိုးသွားတာပေါ့နော်ဆိုတော့ဒါအရင်စူးစမ်းတဲ့အတွက်နော် Okay next thing Mr. Senနော်အဲ့ဒါနဲ့ကြိုးစားလိုက်တာပေါ့နော်18လမှာပဲတော့ gold diamond ဖြစ်တော့gold diamond တူရဲ့ဝင်ငွေ gold diamond တူရဲ့ဝင်ငွေဒီမှာကြည့် ringgit 3,1000နဲ့1000ကျော်ဆိုတော့မြန်မာငွေနဲ့ဆိုရင်ဒီ ringgit မြန်မာငွေနဲ့ဆိုရင်3,400နော်3,400ဒါလစဉ်ဝင်တာအဲ့တော့တစ်နှစ်တွင်းမှာဆိုရင်သူ3,1000နဲ့ထက်ပေါ့နော်ဝင်သွားတယ်နော်ဒါဆိုရင်ဒီဘက်မှာဒါ ringgit တန်းနီးပါးပေါ့နော်9သိန်းကျော်တယ်ဆိုဝင်ငွေကိုရရှိသွားတယ်နော်ဒါဒီတကယ်ကိုလက်တွေ့ရတဲ့ဝင်ငွေပဲနော်ဟုတ်ဒါပေမဲ့ကျွန်တော်အနေနဲ့ဒီ2019တုန်းကရတဲ့ဝင်ငွေကဒီတက်ကို3ဆရခဲ့ပြီလေနော်2019မှာတော့ Okay next please နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အနည်းချုပ်ပြောမယ်ဆိုရင်ပေါ့နော်ဒီ future လေးအတိုင်းပဲလောက်ဆောင်အောင်မယ်ကိုကဘာလုပ်မလဲဆိုရင်ကိုအလုပ်တီ3.7အလုပ်တီဘာလုပ်မလဲပထမပေါ့နော်မိတ်ဆွေလေးတွေဖိတ်တငယ်ချင်းလေးနဲ့တွေ့ရဆိုတငယ်ချင်းလေးနဲ့တူချင်းပေါ့အကောင်းဆုံးတယောက်ချင်းစီရင်ဖိတ်ပြီးပြီဆိုရင်ကိုအိမ်ကိုအလဲဖိတ်တော့မဟုတ်တော့လဲတော့မတနေရာမှာလက်ဖိတ်ဆိုင်တစ်ခုတနေရာမှာတွေ့ပြီးမလုပ်မလဲဆိုရင်ကျွန်တော် coffee လေးတွေထုတ် coffee လေးသူ့ရှေ့မှာပဲဖြော်ရည်နွေးလေးနဲ့ပေါ့နော်စနစ်ချက်ဖြော်ပြီးတော့မှသူ့ကိုဖြော်တိုက်ကိုလည်းတစ်ခွက်တောက်သူလည်းတစ်ခွက်တောက်ပြီးဆိုရင်သူ့ရှေ့မှာပဲ coffee လေးဖြော်ပြီးတော့ coffee အနံလေးမြည်ခိုင်းcoffee လေးဘယ်လိုအနံ့ရှိလဲနည်းနည်း one stick လေးပေါ့နော်တစ်လုံးဟိုပါပေါ့တစ်စစ်ဟိုပါလေးပေါ့နော်နည်းနည်းလေးမြည်ကြည့်ပါအောင်ပေါ့ပြီးရင်အနံလေးမွေးကြည့်ပါအောင်အဲ့လိုပြောပြီးရင်အရသာလေးဘယ်လိုရှိလဲတချို့ကဒီတိုင်းပဲတက်လိုက်ခါကျရင် coffee အေးပြီးတော့မှမြန်မာရေးအထားလိုက်ရှိတယ်သူတို့ကလည်းအရန်အားနာပြီးတော့မှဟန်လုပ်ပြီးတော့လေမစားဘဲနဲ့စားတော့တွေကိုအရန် waste ဖြစ်တာဒီတိုင်းမထားခဲ့ကြတာများတယ်မဟုတ်ကွာတောက်ကောင်းလေးတောက်ပါအောင်အရန်ပေါ့နော်ကျွန်တော်ဒီဘက်ဆရာတွေမှာတော့ဟိုပေါ့နော်ဟိုဖြုံးလိတာတိတ်မကြိုက်ဘူးလေမြန်မာကျတော့ကျွန်တော်အလိချင်းကွာတာပေါ့နော်အဲ့လိုမျိုးဖြုံးလိတာများတာပေါ့ဟန်လုပ်ပြီးတော့အစားတော့တွေကိုမစားဘဲနဲ့ဖြုံးလိခဲ့တာများတယ်အဲ့တော့ဖြုံးလိအောင်သူ့ကို coffee လေးတိုက်ခိုင်းတိုက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဗာလဲ coffee ခုနက coffee story လေးကိုပြောမယ်one coffee နဲ့ကျွန်တော်တို့က coffee ပေါ်ပေါက်လာပုံလေးပြောမယ်ဟုတ်နော်ပြောပြီးတာနဲ့ကျွန်တော် one လေးပြောလိုက်ရုံပဲတကယ်လို့ကိုယ့်ရဲ့အထက် line နဲ့တူသွားမယ်ဆိုတော့အရင်ဆင်ပြေတယ်တကယ်လို့ကိုယ့်အထက် line ကကိုယ်နဲ့အတူတူမရှိရင် zoom call ခေါ်ပြီးတော့မှကျွန်တော်က
ဒီခုနကျွန်တော်ပြောတဲ့အပိုင်းလေးတွေကိုမိတ်ဆွေပြောပြလို့ရတယ်ပြောပြပြီးကုညီတွေနဲ့3.7ကိုတိစောက်လို့ရတယ်နော်အဲ့ဒါဆို copy နဲ့ခံပြီးတော့1 copy စီမံကိန်းနဲ့3.7ကိုမျှဝေရုံပဲနော်မျှဝေပြီးဆိုရင်အိမ်မက်စ်လေးကိုပါဝင်အောင်တိုက်တွန်းမယ်ပြီး closing လုပ်မယ်ပေါ့နော်ကျွန်တော်အသင်းလေးကိုဝင်ပေးမယ်နော်ပြီးရင် copy လေးတွေကျွန်တော်တို့က copy လေးကိုမှ ready ရှိထားဆို copy လေးတစ်ဘူးပေါ့အဲဆိုခုန2ဘူးထားဆိုတစ်ဘူးကိုကျွန်တော်တို့က packaging ထားပြီးတော့မှ MX ကိုချက်ချင်းလုပ်ချင်တာလည်းပေါ့ချက်ချင်းခုမှရှိတဲ့ copy ကိုချက်ချင်းပဲသူ့ကိုရောင်းလို့ရတယ်အဲဆိုရင်သူအတင်းဝင်ခြင်းမရှိဘူးသူဒီ copy လေးဝယ်တိုက်ရုံပဲเนาะဒါဆိုရင်အဆင်ပြေတယ်သူ့မှာရှိတဲ့အချက်လေးနဲ့ဖြည့်ပြီးမှကျွန်တော်တို့ကဒါအတင်းဝင်လိုက်ရုံပဲเนาะဆိုတော့အတင်းဝင်ဖို့ခက်ခဲရှိတယ်ဆိုလည်းပဲကျွန်တော် online စင်းကနေပြီးတော့မှကျွန်တော်ပို့ပြီးတော့စင်ကာပူကနေဆင်ကျွန်တော်မလေးရှားဘက်မှာတင်းဝင်လို့ရတယ်အခုဆိုရင်ကျွန်တော် passport နဲ့တင်းဝင်လို့ရနိုင်ပြီเนาะပြီးဆိုတာနဲ့ပြီးဆိုတာနဲ့ကျွန်တော်တို့ကသူတို့နှလုံးသားအဓိကဒီ copy လေးနဲ့ကျွန်တော်နှလုံးသားတကားဖွင့်တာ copy လေးနဲ့နှလုံးသားတကားဖွင့်ပြီးသွားပြီဆိုရင်တဖြည်းဖြည်းနဲ့ပေါ့နော်ကျန်တဲ့ပေါ့နော်သူတို့လိုအပ်တဲ့ပစ္စည်းတွေဒီဘက်မှာအများကြီးပဲရှိတယ်ပေါ့နော် copy နဲ့စတယ်ကျွန်တော် link ကြီးနဲ့ဆုံးတယ်နော်ဆိုတော့ဒီအပိုင်းတွေထုတ်ကုန်ပစ္စည်းပိုင်းတွေအများကြီးကိုကျွန်တော်မျှဝေလို့ရတယ်နော် next page ဆက်စနော်ဟုတ်ပြီဒါဆိုရင်တခြားတော့ဒီထုတ်ကုန်လေးတွေကျွန်တော်တို့ကသူနဲ့သက်ဆိုင်ရပေါ့နော်အများကြီးမဟုတ်ဘူးနော်တစ်ချိန်မှနည်းနည်းပတ်တော့တိုက်ဖို့လိုတယ်ချွတ်ကြတော့မျက်နှာတိတ်ဖို့လိုတယ်ပေါ့နော်အဓိကတွေတချွတ်ကြတော့ဟာငါ copy မတောက်ဘူး copy မတောက်ရတော့လိုက်စီလေးကိုပြလို့ရတယ်တော့မျက်နှာတိတ်တက်လေးပြလို့တော့မို့သူနဲ့ကန့်ညာငါဖုံးရမ်းကြည့်ရဲအားဒါဆို implant လေးပေါ့နော်ငါဒူးရမ်းတာအားဒါဆိုဘက်တကင်းလေးပေါ့ဟောမုံငါအစာရင်ဖြစ်နေပြီဘလို့ဖြစ်နေပြီအားဒါဆိုဘီလင်စီလေးပေါ့စသည်ပေါ့နော် protein လေးစသဖြင့်ပေါ့နော်အဲ့ဒါကြည့်ရလည်းငါ copy မဟုတ်တီးပဲတောက်ချင်တာရတယ်စစမရှိဘူးဆိုတော့အများကြီးရှိတယ်နော်အဲ့တော့ဒီ leftover ဆိုလဲဒါကျွန်တော်ဒီအစာရင်ငန်းကြမကောင်းတဲ့လူကခုနကောင်စီတူဆိုရင်ဆေးလေးပြတ်သွားရင်ဒီမှာရှိတဲ့ copy လေးနဲ့ဒီမှာရှိတဲ့ nutrient tablet ဆိုလဲလင်းစည်းနဲ့ပိုလန်ပေါင်းထားတဲ့ဟာလေးပေါ့နော်ဒါဆိုရင် copy နဲ့ဘူးစားတော့ပဲကျွန်တော်ကဈေးနှုန်းရှိတယ်ပေါ့နော်ဆိုတော့ဒီလိုလေးတိတိလေးရနေကျွန်တော်စတင်လို့ရတယ်ကျွန်တော်တို့တွေလည်းအားလုံးကလေအဲ့လို copy လေးနဲ့စတယ်ပြီးတော့ပိုလန်လေးတောက်လိုက် nutrient တောက်လိုက်အဲ့ရနေပါတတိပိနဲ့တော့ဆုံးမလင်းစည်းပြီးသွားတော့ချက်ချင်းကြီးမသွားဘူးเนาะအဲကြောင့်ကိစ္စမရှိဘူးကျွန်တော်တို့ကဒီလေးနဲ့စအရင်လောဘကြည့်ပြီးတော့ပေါ့နော်အများကြီးမရအောင်အဲ့ခါကျရင်မိတ်ဆွေကလက်ထပ်တော့မယ်เนาะအဲ့တော့သူနဲ့ကပ်ရပဲကျွန်တော်တို့ကစပြီးတော့မှဖြည်းဖြည်းနဲ့နှလုံးသားတကားဖွင့်ပြီးတော့မှချမ်းနေရအောင်ကျွန်တော်တွားလို့ရတယ်เนาะ Next please နောက်ဟုတ်ပြီဒါဆိုဒီကအောင်မြင်တယ်ဆိုရင်ခုနလို senior manager အဆင့်ဖြစ်သွားပြီ3လိုင်းဝင်သွားပြီလစဉ်ပေါ့နော်ဟိုပါပေါ့ငါဟိုပါပေါ့စင်ကာပူဒေါ်လာ9000 ringgit 13000တော့မြန်မာကျပ်ငွေသိန်းဟိုပါပေါ့သိန်း130လဲဝင်သွားပြီဆိုရင်တေချာတော့နှစ်စဉ်တိုင်းခီးစဉ်ပါပြီနော်အဲ့တော့ကျွန်တော်ဆိုရင်နိုင်ငံခြားခီးစဉ်ကို2012အစ္စတန်ဘူပေါ့နော်ဒီတူရကီမှာစပြီးတော့မှခီးသွားခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာ2013မှာကိုရီးယားဂျေဂျူးကိုရောက်ခဲ့တယ်ပြီးတော့နောက်14မှာဂျပန်ရောက်ခဲ့တယ်တိုကျိုပေါ့နော်ကီယိုတိုနဲ့အိုဆာကာပေါ့ပြီးတော့နောက်15မှာဆိုရင် CN China ပေါ့နော်တချို့ကမြန်မာခီးစဉ်နဲ့ကိုယ်ရလေးရှိမယ်ဒါကျွန်တော်ဒါစင်ကာပူကသွားတဲ့အချမ်းပေါ့နော်နောက်တစ်ခုထိုက်ပေနောက်တစ်ခုကကျန်ကြားကျတော့မြန်မာလည်းကျန်ကြားကျပါတယ်နောက်တစ်ခုကဟောင်ကောင်တော့ဒီမှာတူမယ်2018 2019မှာတော့ကျွန်တော်ဘူဆန်ကိုရီးယားကျွန်တော်ကြားထဲမှာကျွန်တော် COVID-19 ဖြစ်တဲ့အတွက်3နှစ်4နှစ်လောက်နားရတယ်ကျွန်တော်2014မှာတော့ဒူဘိုင်းကိုရောက်တယ်ပေါ့နော်ဒူဘိုင်းမှာဆိုရင်အရင်ပြောကောင်းတယ်เนาะကျွန်တော်လန်ကူဇာဟိုပါပေါ့65စီးနဲ့တူကျွန်တော်ဒီတဲကန်တာတွေမှာလက်ပတ်ကြတယ်နော်အဲ2025မှာတော့ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကရှန်ဟိုင်းပေါ့လာမနှစ်ကချန်တူပေါ့နော်ဒီ MS ဆိုလည်းချန်တူကိုကြိုးစားလို့ရတယ်တော့မဟုတ်ပေါ့နော်2028ကြာရင်အထူးစင်ရှိတယ်နှစ်40ပြီး2028နှစ်လို့အချိန်ရှိသေးတယ်နော်နေ့မှာကျွန်တော် Australian Vice Manager ဆိုရင်ဂျပန်ရှိရယ်နောက်တစ်ခုကကိုက Diamond နှစ်တွင်းမှာကိုက Diamond နဲ့အထက်ဖြစ်သွားတယ်ဆိုရင်ကျွန်တော်ဗာရှိလဲဆိုတော့ Switzerland နိုင်ငံကိုကျွန်တော် Diamond ခီးစဉ်ရှိတယ်ဒီ MS တွေစူးစမ်းလို့ရတယ်နော်အချိန်ကြီးလေးတယ်ကြားရိုးစူးစမ်းကြမယ် Okay next please Mr. Singh ဆွစ်ဇာလန်နိုင်ငံဆိုအရင်ဈေးကြီးတယ်နော်အရင်ဈေးကြီးတဲ့နိုင်ငံသွားဖို့မလွယ်ဘူးနော်ဆိုတော့အဲ့နိုင်ငံကိုကျွန်တော်သွားမယ်အဲ့တော့ကျွန်တော် Diamond ဖြစ်လာပြီးနောက်ပိုင်းမှာကျွန်တော်ရဲ့ကိုဘေးပေါ့နော်ကျွန်တော်2012မှာကျွန်တော် Diamond ဖြစ်လာတယ်2000ဒီကိုရောအတင်းဝင်တယ်ဒါပေမဲ့အဲ့ချိန်မှာမြန်မာနိုင်ငံမှာပေါ့နော်ကုမ္ပဏီမှာဖွင့်တယ်2010ရောက်2017ရောက်မှဖွင့်တယ်ပေါ့နော်ဒါ2017ကနေဒီပေါ့နော်အဲစူးစမ်းလိုက်တာကျွန်တော်ဒါ2012မှာလည်းပဲပေါ့နော်တတိချာတကယ်စူးစမ်းနည်းနည်းပဲတကယ်ဟိုပေါ့နော်ဟိုအာဂျိုမန်တက်ပေါ့နော်တကယ်စူးစမ်းခဲ့တာနည်းနည်းပဲဒါပေမဲ့ကျန်တဲ့ရှေ့နှစ်တွေကအဲ့လိုပဲဟိုပေါ့စူးစမ်းလိုက်ရက်လိုက်နေနည်းနည်းပါးပါးအဲ့လိုကြားထဲမှာရှိခဲ့တာပေါ့နော်ဒါပေမဲ့တကယ်စပြီးစူးစမ်းခဲ့တာကြီး2000ဒီဟိုနော်ဒီ17 12ပေါ့ဒီနှစ်ခုဒီအရန်ကိုစူးစမ်းခဲ့တဲ့နှစ်ပဲနော်အဲစူးစမ်းလိုက်တာ2013မှာတင်မဲ့ကျွန်တော်ဒီအိမ်ကိုစပြီးတော့မှကျွန်တော်ဝယ်တယ်ပေါ့နော်ဒါပေမဲ့စနေတာတော့2015လောက်
16လောက်မှစနေတာပေါ့နော်အဲဆိုတော့ဒီဟာတွေဒီမှာနော်ဒီမှာစ calculate လေးနဲ့ပေါ့နော်ပြီးပြီဆိုရင်ဒါကျွန်တော်ဒါအိမ်ပေါ့နော်ဒါနောက်တစ်ခုကဒါပေါ့နော်ကားလေးတွေနဲ့ပေါ့နော်ဒါဆိုမိသားစုပြောစရာလေးတွေပေါ့နော်ဟုတ် okay next thing ဆိုရင်နော်အဲ့တော့စင်ကာပူမှာဆိုလဲကျွန်တော်ကွန်ဒိုမီနီယံစဝယ်တယ်ဆိုတော့ကွန်ဒိုမီနီယံဆို2000ကျွန်တော်ဝယ်တာ2016မှာစဝယ်တယ်အဲ့တော့ကျွန်တော်2014မှာပဲ golden ဖြစ်သွားတယ်ပေါ့နော် golden ဖြစ်သွားတော့ဒီစင်ကာပူမှာပေါ့နော်ဒီအိမ်ဝယ်ဖို့အတွက်ကျွန်တော်ဒါရှောင်းဟောရတဲ့ဝင်ငွေကိုကျွန်တော်နည်းနည်းပဲစုရတယ်ပေါ့နည်းနည်းစုပြီးတဲ့ခါမှာဝင်ငွေဒီကွန်ဒိုဒါဝယ်လာနိုင်တယ်ပေါ့နော်ဆိုတော့ဒီစင်ကာပူရဲ့ကွန်ဒိုတစ်လုံးရဲ့ပေါ့နော်တန်ဖိုးဒီမြန်မာပြည်မှာရှိတဲ့ကျွန်တော်တို့ပေါ့နော်ဒီလက်နဲ့ဟောက်တစ်ခုနဲ့ညီမျှတယ်နော်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒါဒီလုပ်ငန်းကပေါ့နော်အရင်ကထူးခြားလို့တာလည်းရင်ကျွန်တော်ဒီအိမ်လေးကိုကျွန်တော်လိုချင်ခဲ့တာဆိုရင်ဒီခုနကကျွန်တော်ဆရာအခုပေါ့နော်ခုနနေကြောင်းလို့မဆရာမစ္စတာဆင်းကိုအကြိုက်ရတာပဲပါတယ်မစ္စတာဆင်းကျွန်တော်ဒီလုပ်ငန်းစတင်တော့မစ္စတာဆင်းရဲ့အိမ်မှာပေါ့နော်ဒုတိယကြိမ်ပေါ့နော်တင်တန်းတက်တဲ့ချိန်မှာဆရာရဲ့ဒီကွန်ဒိုတွေပေါ့နော်ရေကူးကနေမြင်တဲ့အခါမှာအားကျပြီးတော့ကျွန်တော်ဒါစိတ်ကူးရင်ခဲ့တာပေါ့နော်ဒါပေမဲ့စိတ်ကူးရင်တဲ့အိမ်မက်တွေဒီဒါဖြစ်လာတယ်ပေါ့နော်ဖြစ်လာတယ်အဲ့တော့ဒီမှာဆိုရင်ဖွင့်ပွဲမှာဆရာလည်းလာတယ်မြန်မာတွေလည်းအများကြီးပေါ့နော်ကျွန်တော်တောင်းတမစ်ဆွေလာကြတယ်ဒါကျွန်တော်ကလေးနဲ့သူတို့ဒါစီးနေတဲ့ဟာပေါ့နော် okay next please Mr. Singh နော်ဒါဆိုရင်ကျွန်တော်ဒီဟိုပါပေါ့နော်ဒီ business plan ကိုစတင်ဖို့အတွက်ပေါ့နော်ဘာလို့ရမလဲနော်ဒါဆိုရင်ကျွန်တော်တို့က company member ဝင်ရမယ်အဲ့တော့အတင်းဝင်ကြေးက$6မလေးရှားရင်းဂစ်ပေါ့နော်ဒါပေမဲ့ခုနက plan ရှိတယ်ဆိုတော့ဒါမလို့ဘူးပေါ့နော်ခုနကကျွန်တော်ဒီကိုကအနည်းဆုံး1ယောက်မိတ်ဆက်ထားတဲ့ဆိုရင်ကိုနောက်ဆုံးတော့မိတ်ဆွေတွေကမလို့တော့ဘူးနော်ဒါပေမဲ့ကျွန်တော်ဖောင်ကြေးပဲလို့မှာဖောင်ကြေးစင်စင်ကိုပြ50ပေါ့နော်50 cent ပဲလို့မယ်နော်အဲ့တော့ကိုကဘာလို့မလဲဆိုရင် coffee နဲ့ဘူးဝယ်မယ်3 in 1တဘူး4 in 1တဘူးဘာကြောင့်လဲဆိုတော့ကိုမိတ်ဆက်ရအောင်မယ်ကိုမိတ်ဆက်တဲ့ကမှာကိုမိတ်ဆွေကတရားပါတာရှိတာတရားမပါတာရှိတာဆိုတော့တချို့ကခါချက်တယ်တချို့ကချိုချက်တယ်တချို့ကစီယူရှိတယ်ဆိုရင်တရားမပါတဲ့ဟာကိုကျွန်တော်ဝယ်ထားဖို့လိုအပ်တယ်နော်အဲကြောင့်မို့ coffee နဲ့ဘူးကတော့ကျွန်တော်ဒါလိုအပ်တယ်ပေါ့နော်ပုံမှန်ဖြစ်ဆိုရင်နော်အဲ့လိုဝယ်တော့ဒီမှာကိုယ့်ရဲ့တနည်းတည်းမှာကိုများစိတ်ကဒါပေါ့နော်ဒီဟိုဟာပေါ့စင်ကူနေရာလေးဟိုနေရာလေးဒေါ်လာပဲရှိမယ်ပေါ့နော်ဒါအခုရဲ့ကျမ်းမာရေးတဲ့ဒါရင်းနှီးမြှုပ်နှံမှုကဒီတက်ပြင်မရှိတော့ဒါပေါ့နော်ဒါဆိုရင်ကျွန်တော်ဆုံးရှုံးမှုအနေဆုံးပြောလို့ရတယ်ကိုတကယ်လို့ပေါ့နော်ဒါမျိုးဆိုရင်ပြောချင်တာဒီတနည်းတည်းမှာကိုဘာမှမလုပ်ဘူးဆိုတော့ဘာမှမဆုံးရှုံးဘူးဆိုတဲ့အပိုင်းပြောပြလာနော် finish please ဆိုတဲ့ Okay မရှိတော့ရင်တော့ကျွန်တော်အခုဆက်